မင်းဘယ်လိုဖြစ်လာလို့သားရဲ့ဟာမင်းတွေ့ရလို့တွေ့နေပါမရဲ့သမီးပါမရဲ့လာတော့သမီးတော့လေးမကြီးလုံးကွာ你不能回来了。对的，那么大爷没不了比大头标上吧？ငါ့ကိုဓာတ်နဲ့ဝိုင်းခုတ်ကြတယ်白高粱扣打连打，白高粱打扣打连了，标上吧瓜，妈妈米都没要的瓜，没要的瓜。你把你你老是爷爷生生弄来的，你在家身上吧，我不就弄来的嘞？ငါ့ကိုဓာတ်နဲ့ခုတ်တဲ့လူတွေမမီဘူးငါ့ဒီဓာတ်နဲ့ထိုးရတဲ့လူတော့မမီရဲ့标上了，白高抽上了，白高抽上了，标上了，标上。ဦးလေးမနေ့ကပါတော့ဦးလေးဘယ်ရမှာလဲဦးဆဲဘယ်မှာမသွားဘူးလေသမီးရလေကွာတို့ကဒီကောင်ကြောင်ကြမ်းနဲ့ပြောနေတာငါမဟုတ်ဘူးလေတိုင်းဦးလေးမဟုတ်ဘူးလေ在家身上标上哪里？တေးကြတယ်အမတိကြနေပြီဦးလေးငါဒီမှာပြောနေတယ်ဒီကောင်ပေါ်ဆိုနေပြီအဲ့ဒါသူ့အတွက်ဒီလုံးနေလို့ဒီကောင်ရှောင်းပြောနေတာဖေမဟုတ်ဘူးအိမ်မထဲမှာတော့ဦးလေးပဲအဲ့ဒါအိမ်ရနိုးတော့ဘိုက်စားလို့ကျွန်တော်ဒီဆိုင်ထွက်လာတာအိမ်မထဲမထားတာလေလို့နိုင်သိလိုက်လေ你ငါတို့အဲ့လိုမျိုးနောက်ဆရာလားငါတို့လန့်သွားတာပဲချစ်လို့စားတာပါဟာ လုံးပြန်ပြီမင်းစားတာလွန်နေနော်ဘိုက်စားလို့ရှင်းလေရိုးလာစားပါလားအခုမင်းဟာလေသွေးတွေကလည်းပါသေးတယ်ဘိုက်ကလည်းဒီဓာကြီးကမင်းဓာကြီးဘလူမြတ်ထည့်လာတာဟဲ့ဦးလေးကဒါအတွေ့ကြီးပါဒီမှာကြည့်ပါဒီကောင်လုံးလိုက်ရန်နဲ့မလုံးမင်းဟာကြက်သေးရဲကိုမရှိဘူးဘလို့ကောင်မှမသိဘူးစားတာပေါင်းမလုပ်ပါဟာတကယ်ဘိုက်စားလို့ပါဘာရှိလို့ဘာမှမရှိဘူးစိုင်လဲသိမ့်နေပြီအေးရှိလဲနေမတတ်တာမကြွေးဘူးခဲငါတကယ်စားလို့ပါဦးလေးပြောဝေးပါဦးဗျာလုပ်ပါဦးအဲ့သမီးဟိုအဖေတို့အိမ်အောင်စားမယ်ဟာဒီကောင်လာကျွေးလိုက်တော့မကြွေးဘူးလက်ပါနင်အဲ့ဒါမျိုးတွေကြက်လုံးတော့ဒီနေ့ဒုက္ခရောက်လိမ့်နေရလေဟာချစ်လို့စားတာပါဆိုချစ်လို့စားတာကလင်းမာလို့ရခင်လို့စားတာကိုကြီးလို့ရပြောစီချင်တာစိတ်တော့ဆိုနေချစ်လို့စားတာပါလွန်နေခင်ရဲ့စိတ်တော့ဆိုနေချစ်လို့စားတာပါလို့ချစ်လို့ကျွန်တော်စားတာချစ်လို့စားတာပါဦးကျော်ဘာဖြစ်လို့လဲဗျဟမ်ထိုင်လေပြိုသွားပြီအော်မုံတိုင်းတိုက်လို့လားဟာမဟုတ်ဘူးလေမမမုံတော့နိုင်လို့လားဟောပါအောင်ပြီအော်အဲ့ဒါဆိုရင်အုံးသီးကြွေကြတာနေမှာပါနော်အယူကြီးရတယ်ဟောပါအောင်မေအဝေးတော့ဘလို့လို့အုံးသီးကြွေပါမလဲဟာကြွေတယ်ဒီမှာခုနကလေအဲ့အုံးအဲ့လိုဟိုးဆိုကြွေလိုက်တယ်မများနေပြီဒီကဘာကျွန်တော်ချစ်လို့စားတာပါပြန်တော့မယ်ချစ်လို့စားတာဦးချစ်လို့စားတာလေချစ်လို့စားတာလို့ဟဲ့လက်ပိုက်ဘာလို့လာလဲကွာဒီဘက်ကနှိမ့်ပြနေတာကွာမင်းကလေတဲစင်ကြတာလေကွာတဲစင်ဆိုတော့မင်းကြားဘူးလားပါတဲပဲကြလေဒီမှာငါအလုံးလုံးနေမင်းနားမလဲဘူးလားကွာမင်းရလေကွာတကယ်ကြီးချစ်လို့စားတာဘာဖြစ်လို့လဲချစ်လို့စားနေရတာကမစားနဲ့ကွာစားတော့ဘာဖြစ်လဲကွာမင်းကလည်းချစ်လို့စားတာဟုတ်အေးမင်းကချစ်လို့စားတယ်ငါမင်းကိုမချစ်လို့လုံးဟာဟဲ့လုံးနေလေအဖေခေါက်ဆွဲပြုတ်ရပြီဟုတ်ပြီဗျာအကဲခေါက်ဆွဲပြုတ်ရပါပြီခင်ဗျာခေါက်ဆွဲပြုတ်ဘူးအမလေးပူလိုက်တာခေါက်ဆွဲပြုတ်ဘူးချိုလေးပူလိုက်တာခေါက်ဆွဲပြုတ်ဘူးဘာလို့လုပ်နေတာလဲနေပါဦးဟောနေရအောင်မဲလားအမလေးယောက်ျားမဟုတ်ဘူးလားအားလည်းမရှိဘူးမလေးရေယူနေလာမဆိုးလို့ရေလောင်းတော့ရေလောင်းဟောနော်မလားเอาอีกแล้วมาดิเดี๋ยวปะบลูလေးပြန်ရပါလားတောင်းနေပြီနော်အိုးဆက်ပြအများကြီးထည့်လိုက်တာလားမထည့်ဦးလေမထည့်ရေပဲလောင်းတာဆက်ပြဆက်တော့မယ်တော့ခုနဟာရဟုတ်ပြီတော့မရှိရောက်ဆက်တယ်ဟုတ်လားပြန်ရောက်လာပြန်ပြီဘလူလေးပြန်ရောက်လာတာလေလို့ဒီမှာဆက်ပြနေလေဆက်ပြတွေကိုပဲလုပ်ပေးနေတာလို့ခုမဆိုင်ရေခ
ဓုသာဓုဒါနဲ့တကားလင်းမိုင်ဘာကိစ္စလဲကွ တင်ပါဗျာပင်လယ်ပြာစောက်ဆိုင်ကဦးကြောက်ဆောင်တို့တားဖာကိုအရှင်မယားသူသိတယ်မလားဗျာ ဦးကျောက်ဆောင်အော်သူသမီးမပွားပွင့်ဆိုတာလား တင်ပါဗျာ အေးသိတာပေါ့ကွ အခုဦးကြောက်ဆောင်ရဲ့မိန်းမဆုံးသွားတာ10နှစ်တောင်ပြည့်တော့မှာပါဗျာအဲကြောင့်နှစ်ပတ်လဲဆုံးလေးကတ်ချင်လို့အရှင်ဘုရားကိုရှောက်ပေးပါဆိုလို့တပည့်တော်လာလျှောက်တာပါဗျာ ဩတကမာကြီးဆုံးတာ10နှစ်တောင်ပြည့်ပြီကိုတကမာအတွက်လှူတယ်ဆိုတော့တကမာပူကောင်းတာပေါ့ကွ တင်ပါဗျာ အေးဒါနဲ့ဟောဘယ်နေ့တော့ ဟောလာမဲ့တောက်ကြနေဆုံးပါဗျာ အော်နေစုံ တင်ပါ ဘုန်းကြီးကဘယ်နှပါ 9ပါပါဗျာ 5ပါအေးစိတ်ချအရှင်ဗျာ ဟေး ဟိုစွန့်ချက်ဖို့အတွက်အိုးခွက်ပကံနေပါတပည့်တော်ငှားခိုင်းလိုက်ပါတယ်ဗျာ ဟောအေးဒါဆိုရင်ဟိုဆုံးသားဆောင်မှာကပ္ပိယရှိတယ်သူရှိမှာစရင်စရာနဲ့ယူပြီးတော့ထုတ်သွားလိုက်တေချာပြအပ်ပေါ့ကွာ တင်ပါဗျာတပည့်တော်တစ်ခါလေးယူသွားလိုက်ပါမယ် အေးဒါနဲ့တခါကြီးကိုပြောလိုက်အောင်ဆရာတော်ကိုယ်တိုင်ကြွမယ်လို့ပြောလိုက် အရှင်ဘုရားကိုယ်တိုင်ကြွမယ်ပိုကောင်းတော့ဗျာဦးလေး ဟေး ဘယ်ကပြန်လာတော့ ဆိုင်မှာဘုန်းကြီးတွေကြွလာတာအဲ့ဒါဆုံးကမလို့ ငါးပါးကြွလာလားမလား တမိုင်းမင်းငါမေးပြီးနှုတ်ဆက်နေတာဒီကောင်တမိုင်းမင်းငါတတ်ချင်းတယ်ကွာမင်းပေးထားတဲ့ပြဿနာဒီမှာငါဘယ်လောက်ဒုက္ခရောက်လဲမလဲ မဟုတ်ပါဘူး မင်းငါတတ်မယ်မင်းငါတတ်မယ်မလုပ်ပါနဲ့မလုပ်ပါနဲ့လို့အမေကောမီတမိုင်းမင်းစကြောက်ဆုံးမင်းမငါကပေးတယ် ဦးလေးကျွန်တော်ကျေလို့စားတော့နော်ကျေလို့စားတော့ပါဦးလေး ကိုရလေဦးလိုက်တာကွယ်လင်းပိုင်ရလေဒီနေ့မညို့ရက်လက်မလို့စောပြန်လာပါလို့ပြောတဲ့ဟာခုချိန်ထိပြန်မလာသေးဘူးဟာကုန်လီရလေလေမတိုက်ပဲနဲ့သူပင်ရလှုပ်နေပါလားဒီကောင်ရလေဘယ်တဝေထိုးနေမလို့မသိဘူးဘယ်သူနဲ့အိပ်ရမှာတော့ဟမ်နားရမေးချစ်လို့စားတာပါမေးရဲ့ ချွတ်လို့စားရတော့နေနဲ့ဒီမှာအဲ့ရတယ်မှာငါတိုင်းတော့ထွက်ကုန်ပြီအဲ့သေးတော့ဒီမှာနေမဲအဲ့သေးတော့ဒီမှာနေမဲကိုရမောင်ဟိုစီးနေရလဲရှုပ်ရှက်ကိုခတ်နေတာပဲနော် မမဒါတွေကအကျန်းနေလေပြီးမှကျွန်တော်မမကိုချောပြန်လုပ်ပြီ တားစီရပါလားတားလီတားလီကမိစီဘယ်တော့ပြန်လာမှာလဲ အဲ့ကိစ္စပဲပြောဖုန်းဆက်လိုက်တာဒါအကြောင်းလေးပြီးပြီဆိုတော့နောက်ဘက်ထပြန်လာခဲ့မလို့လေအမေ1000လို့လန့်ပြောတာ ဝမ်းသာတော့ငါသားရဲ့တားပိုင်ကနေပြန်လာပြီဆိုရင် duty free ကနေပြီးတော့အမေကြိုက်တဲ့ရေမူလေးဝယ်ခဲ့ရမယ်ဟိုပြီးတော့ရန်ကုန်အိမ်မွေးနဲ့နော်အမေစီတန်းလာမယ်နော် ဟုတ်ကဲ့ပါအမေစိတ်ချနော် အဲ့ဒါတတာနော် ဟုတ်တတာအမေ မတားစီရလားဟုတ်မတားစီရလား ဟုတ်တယ်ကွာမောင်ကျမသားနောက်တစ်ပတ်နေပြန်လာတော့မယ်တဲ့ ကောင်းတာပေါ့ ကောင်းတာပေါ့လို့မနေနဲ့ကျမကိုဒီမှာဆက်လီစင်းနေနဲ့ဒီ9နိုင်ချင်းတွေကိုခွဲပြီးတော့တီးတန့်လာဖို့ပြီနော်ကျမကြည့်ရတာတအားရှုပ်နေတယ်
ပြီးတော့ဒီမှာစက်လီတွေကိုထည့်ဒီဇယ်ဘူးတွေကကြောက်ခမန်းလေးတွေကိုများနေပါလား တက်စေးနေဝယ်ထားလေမမရဲ့မနေ့ကပေါက်စေးနေဒီနေ့ပေါက်စေးကပူတာမဟုတ်ဘူးစီစေးရလေဒီတက်တာတောင်ကြောက်ဖို့ကောင်းတယ်မမရဲ့ ထားလိုက်ပါတော့ကျမလည်းလုပ်ငန်းတွေအကုန်လုံးလိုက်မကြည့်နိုင်ဘူးဆိုတော့ကျမသာပြန်လာရင်တော့လေကျမလုပ်ငန်းတွေဦးစီးခိုင်းရတော့ မမကျွန်တော်ယုံကြည်မရှိရ အဲ့လိုသဘောလည်းမဟုတ်ပါဘူးကိုယ်မောင်ရဲ့ဒါမဲ့ကျမယောက်ျားတခြားခဲ့တဲ့စီးပွားတွေကိုတော့ကျမလက်ထက်မှာမတိမ်ခေါ်သွားချင်တာတော့အမှန်ပဲ မမပေါ်မှာကျွန်တော်ဘယ်လိုသဘောထားလဲဆိုတော့မမရိပ်နေတာမိမတယောက်တည်းမနိုင်မနှင်းဝင်ထုတ်ဝင်ပိုးဖြစ်နေတာကျွန်တော်လုပ်ငန်းကျွန်တော်အကျိုးစီးပွားရေးသဘောထားပြီးနေမအားညမလားကျွန်တော်စူးစမ်းပေးနေတာမမစီးပွားရေးပြကျွန်တော်လုပ်ရပါဖြစ်နိုင်ရင်မမကိုကျွန်တော် ကိုယ်မောင်လူမှုရေးနဲ့စီးပွားရေးတော့ခွဲထားပါရေပွဲတော့ရပြီရှင် ညီမလေးကိုကြီးတို့မှာထားတဲ့ဖောက်ခင်နဲ့ကိုကြီးတို့မရသေးဘူးလား ဟုတ်ရရမယ်ရှင်ခဏလေးဆောင်နော် နားလေညင်မြန်လေးတော့လုံအခုဆရာဖားကင်ဆိုတိတ်ကြိုက်တာဒါဆိုရင်စားကြည့်လို့တော့မသိဘူးပေရောင်ကြ ရှင်မစကားပြောတာ ဘာမှမပါဘူးကိုကြီးတို့မှာထားတဲ့အမီးလေးကြာနေလို့အေးကိုကြီးတို့ကအမီးနဲ့မတောက်တယ် ခဏဆောင်နော် ပန်းမွေအော်လက်ဖက်ရမင်းတို့ပဲပြီကြောက်ပါကြော်ပြီနော် ခဏလေးတော့ဆောင်အောင်နော် အေးပါ ဟဲ့ဟိုမှာကြည့်နေဘယ်လိုလုပ်ကြ အကြည့်ရှင်းပါ ဟဲ့လင်းမန်မင်းကလည်းအခုမှပဲပေါ်လာတော့တယ်ကွာငါပြောတာကြတော့မနေ့စောစောကိုကျွန်တော်ပစုံလာပို့ပေးပါမယ်ဆို ဟုတ်တယ်ဦးလေးမနက်ကကျွန်တော်ပစုံလာပြီးမပို့ပြစ်လိုက်ဘူးမနက်ကကျွန်တော်ဟိုဘက်ရွာဂျင်ဝမ်းအောင်ရောက်နေလို့ဦးလေး ဂျင်ဝိုင်း ဟုတ်တယ် ဟာမင်းကလည်းကြမ်းကြမ်းဖန်ဖန်ဂျင်ဝိုင်းနေပါဒီသွားလို့ ဟုတ်တယ်ဦးလေးမတော်သေးဘူးသွားလို့လားမသိပါဘူးရဲဝင်ဖိုင်းတာနဲ့တိုးလို့မနေ့ကထွက်ပြေးခဲ့ရတာဦးလေး ဟာကြည်စားရှင်းမင်း ဟုတ်တယ်ဦးလေးဂျင်ဝိုင်းတန်ရဲ့အဖေကိုတော့ဖမ်းသွားတယ် ဟမ်ပါဘော ဂျင်ဝိုင်းတန်ရဲ့မိန်းမဆိုလားဘာဆိုလားလည်းမသိကြသွားချင်းသွားကြလို့ဆိုပါးနေပဲတဲ့ပါးနေပဲတဲ့ သွားကြဆိုမှတော့ဟောနာမယ်ပဲဘောလွယ်ဘူးဟိုမင်းကမင်းကြီးမှာဘာမှထား ဩလက်ဖက်ရမင်းနဲ့ကြောက် ဟောအေးလာလိမ့်မယ်ခဏစော့ သွားပြီဖုံးမိထား ဒီမှာရှော့ကန်ပြီ ရှင်းဝိုင်းသွားမယ် ဦးလေးဟေးမသားလာကြပြီနော်ဟောစားပြီလားဟဲ့မဟုတ်သေးဘူးလေမင်းတို့မှာထားတဲ့ဖားခင် မစားဘူးဗျာ သွားပါကွာရော ဟိုရဘာလဲမစားဘူး သွားပြီ ဟဲ့ဖေရော ပါပါပြီ သွားပြီဟာငါတန်တန်လွှဲရတာနဲ့နေကိုကြည့်တာဒီနေ့မဖွင့်နေပြောထားတာဟုတ်ဟာနေခေါင်းသွားဘူးလား ကိုရလေးမလိုက်တာလေ အဲ့လိုနေရလို့ရလား ရှားတာဗောအလူပဲဟာကိုလိုက်မှဖြစ်တဲ့ကိစ္စယူအလူလိုက်တာလေ အဖေကိုဖမ်းသွားတာမဟုတ်ဘူးလား ဟောဒီပါဇက်ကလည်းရှိမယ်လောက်ကြလိုက်ရလောက်ကြလိုက်ဘာပြားနေရတော့တာဒီနေ့တော့ချောင်းမပြေဘာဖြစ်နေရတော့တာ အဲ့လိုနေငိုးရတာလို့ ဒီမှာအကတပဲပြောက်သွားလို့ကျုံတော့ကလည်းမရှိတော့ ဒါမနေတော့ဟာဟိုနေတော့ကျွန်တော်တို့ထဲလိုက်ပြီလား အသွားမယ် အဲ့လိုသွားလို့ဘယ်ဖြစ်မလဲကျွန်တော်တို့ဂျင်ဝိုင်းဖွင့်လာတဲ့ဟာသူတို့ဝင်းခဲသလိုဖြစ်သွားမှာပေါ့ တော့တက်လို့ရအောင်ပြကြအောင် ဟုတ်လား ဟေး ဥပဒေနေတိုင်းတွေ့တယ်တနခါကောင်းတော့ပြောရမယ် တနခါရဲ့ကောင်းကြောင်ဟာပြောပြမှာပေါ့ကွာတနခါဆိုတာကတို့မြန်မာတွေအတွက်အမတန်းကမှဂုံစရာကောင်းတဲ့ရိုးရာအမွေတစ်ခုလို့ပြောရမှာနော်အဲ့တနခါကိုဘယ်ခေတ်လောက်ကတုံးလဲဆိုပကံခေတ်လောက်ကစတုံးတာ ဥပဒေဘာကခေကိုပြီးလို့လား အဲ့တော့ငါ3နှစ်လောက်ပဲရှိသေးတာပေါ့ဩပကံခေတ်တော့ဖြစ်လာပါခင်ဗျာလေဒီမှာပကံခေတ်ရဲ့နိုင်ငံစေးပကြီးကားတွေကြောက်စာတွေမှာမှတ်တမ်းတင်ထားတာတွေရဆိုတာတနခါကိုတို့မြန်မာလူမျိုးတွေကနစ်နစ်ချက်ချက်တုံးခဲ့တယ်ဆိုတာတိတာထင်ရှားတယ်ပေါ့
နော် ဟိုဒါဆိုဘကန်ခင်မာတွေကမိမကြောက်တယ်လို့ရှိတာပေါ့ ဒါပေါ့တို့လိုကောင်းနေလေတနခါသွေးပေးရတာပေါ့အာဒီကောင်လုံးလာပြန်ပြီကွာဒါပဲနဲ့တနခါကလေရွှေဘိုးတနခါတော့နာမည်အကြီးဆုံးပဲဗျာ ရွှေဘုံတနခါတော့ညာရန်ကုန်လိမ့်မှု ဟိုပါတယ်ဟဲ့ ရန်ကုန်တနခါတော့ညာရွှေဘုံလိမ့်မှု ဒီကြလိမ့်လိုက်ပါဘယ်မှာလိမ့်ပါလဲကိုရှောက်ယူနေတာ ခမရကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲဟမ်ကျုပ်အပြင်ကနေကြားလို့ဝင်လာတာတခုမှလည်းဟုတ်တာမဟုတ်ဘူး ဟာဘာလို့မဟုတ်မှာလဲငါစာပေချမ်းကနေကိုသေချာလေးတိုင်းမှာကလေးတွေကိုသင်ပေးနေတာနော်မင်းကတနခါကြောင့်ဘယ်လောက်သိလို့လဲ ဘာလို့မသိရမှာလဲဒီမှာတနခါဆိုတာလေတဘိုရဲလာပြင်းနေမှာအဲ့ဒီတနခါတွေကိုမိဘုံရှို့ပြီးတော့မြတ်စွာဘုရားကိုပူဇော်တာအဲ့ဒါအညာဒေသရဲ့ဒလေးတစ်ခုနော် အဲ့တော်တော်မှာပဲနော် ဒါပေါ့ကွာမွေးကြိုင်းနေတာပဲနော်အေးအဲ့ဒါကြောင့်မလို့တဘိုရဲလာပြင်းနေကိုမြမတနခါနေဆိုပြီးတရားဝင်ကိုတတ်မှတ်ထားတာနော်မင်းတို့ကောင်တွေတေချာမှတ်ထားကြ ငါတက်တောင်သိနေသေးတယ် ငါသိတာဗောနော်အဲ့လောက်တန်ဖိုးကြီးတဲ့တနခါကိုလေခမည်းမိမလိမ့်မို့တော့နေ့တိုင်းသွေးပြီးနေရတာဟမ်ခမည်းမနှမျောဘူးလား ဘာလို့နှမျိုးမလဲငါချင်းလို့ငါသွေးပေးတာလေ ဘာချစ်တာလဲခမည်းကြောက်တာ ဩဘာကြောက်စရာကြီးလဲမိမများတမဟောခင်ဗျာ မရှောက်ဘူးလားခမည်းကလေးတွေချင်းဟမ် တနခါသွေးရပါသူစကားတွေများနေ ဟောသွေးထားပါတယ်မိမဒီနေ့တိတ်လာလိမ့်မယ်ကိုတိုင်းလိမ့်နေမှာ ဒီမှာကြောက်တယ်ဟုတ်မိမခိုင်းတာလို့ မင်းတို့ကတခါတော့ငါမိတော့မယ်နော် ဥပ္ပောက်ရိုင် ဟေး မဟုတ်ဘူးပဲဆိုပြီးတော့လေဗျဘောလုံးကံကိုရှိန်းထားပြီ ဟေး ဘုကဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူး အာဥပ္ပောက်ရိုင်ပဲပြောထားတယ်လေဗျသူပြောနေတာမဟုတ်ဘူးပဲလို့ပြောတာလား ဟောနင်တို့ကလေဒီနေ့ငါယောက်ျားကိုမြှောက်ပေးပြီးမဖိုးလာတာတောင်းတယ်မပေးနိုင်ဘူးပြန်တော့ မပြီးလို့ရပါလား ဗျဟုတ်ပါလေဒီနေ့စီမောက်စားခြင်းနေပြီ ဩမင်းကဘာထိုင်းလုံးလဲသွားတော့လေ ဩသွားမှာပါနော်တိတ်ကိုဆရာကြီးလှုပ်ချင်နေတဲ့ကိုပေါချိုင်းဘုသူဒ္ဓရအောင်လို့လေဆေးဘက်ဝင်တဲ့တနခါအကြောင်းပြီးရင်ဆေးဘက်ဝင်တဲ့ထညက်ခဲအကြောင်းကျုပ်ကထပ်ပြီးတော့ပြောပြမယ်ဗျာ စေးဘဝင်နဲ့ထင်ကြခဲကြောင်းမဟုတ်တာ ဟိုကနားထောင်နေနေတာခမည်းကဘာဖြစ်နေမှမသိတာနော်ဒီမှာထညက်ခဲဆိုတာလေဆေးဘက်ဝင်ဝင်နေမကောက်ဘူးဒီကောင်ကအလှပကြီးကနေပတ်သက်လို့ရှိရင်အရန်ကိုအသုံးဝင်တာဗျာ ဟဲ့ဟာလားအလှပါကြီးကတော့ထညက်ကအတုံးဝင်တယ်ပြောပြစမ်းပါဦး ပြောပြမယ်နော်ဒီမှာထညက်ဆိုတာလေအစာကြီးတယ်ဗျာရင်းချောင်းတယ်နော်ပြီးတော့ဂရွင်းရနံဆိုလို့ပျောက်စီတယ်တငင်းသီးဗျာအဲ့လောက်နန်တာနော်စားပြီးလို့ရှိရင်ထညက်ခဲလေးသာထက်စားလိုက်အဲ့အနက်နဲ့အကုန်ပြောက်ပြီးတော့အဲ့ထညက်ခဲကိုလေအိမ်မှာအဆောင်ဖြစ်နေဆောင်ရမယ်ဆိုရင်လည်းနော်စုံတိုက်တို့နတ်တိုက်တို့အဲ့ဒီအတိုက်ခိုက်တွေအကုန်လုံးသူ့တန်ပြန်တာဗျာ အလှပါတော့ကောင်ထညက်ကိုဘယ်လိုတုံးပြရအောင် ပြောပြမယ်နော်အဲ့ထညက်ကိုလေကြောက်ပြင်ပေါ်မှာရေလေးနဲ့မပြင်းမကျဲလေးသွေးပြီးရင်တနခါလူးသူလေးလူးလိုက်နော်ဝက်ချန်တင်းတိတ်မှဲကြောက်အကုန်ပြောက်ဗျာ ထညက်ကအဲ့လိုတော့စောနာလား ဘလောက်စွမ်းလဲသိရင်ကိုယ်တိုင်သာလိမ့်ကြည့်လိုက်နော်ဖြစ်နိုင်လေတကိုယ်လုံးကိုလိမ့်တင်တာအသားကြီးကိုတင်းရင်းနေရပဲကျွန်တော်အမေလေအသားဖြိုခွေးနေပဲကြည့်ပါလားအမေကထညက်ကိုအဲ့လိုလေးတွေးပြီးတော့နေ့တိုင်းလိမ့်တာ ဟဲ့အစိုးရမသိဘူးတော့ဒီညတော့စမ်းကြည့်အောင်မယ် 不要再给。 ဟိုလပိုင်းဆုံးအကောင်လေးလက်နောက်ထညက်တွေတေးထုတ်လိုက်ထူးကြတယ်ပဲဆိုရင်လေးလိုက်တာ 再搞瓜，俺们要这个。 ဘလို့ပြီးတော့တိုးနေတာလဲလို့ ဒီဘက်ကိုသွားလို့ရှိရင်ရေးဆုံးမှာဗော အော်ပင်ရတဲ့တင်းတဲ့ကောင်အမြရေးဆိုမှကြောက်နေသေးတယ်ကွာမင်းတော့မလုံနဲ့တော့မလုံနဲ့ မလောက်ပါဘူးကွာမလောက်ပါဘူး အယူပြီးလာလို့မပြီးဘူးလားအော်သူကဗျအယူတယ်ကွာအဲ့ဒါမင်းလို့ပြစ်တာမင်းလို့ပြစ်တာ ချစ်လို့စားတာပါကွာမင်းရတယ်တပုံဆရာကြီး ဗျာ တပုံလေးရိုက်ပေးပါဦး ငါလုံးလည်းမလာမနဲ့ဘာဖြစ်လို့ရိုက်ပြတော့အာ သူပါဗျာ လာ လာတယ် လဘာဟာဘာရှာတယ်ငါထမင်းကျွေးကွာ ဦးလေးကဘိုက်စားတော့လားပြီးတော့အဲ့ဆိုကျွန်တော်ထမင်းတော့ဝယ်ပြီးတော့ပြန်လာခဲ့လိုက်မယ်လေနော် အကြိုင်းမလုံးနဲ့နော်ချက်သားကြော်လေး မာစက်သားကြော်ကြိုက်တယ်သေးတယ်ပူပေါင်းနေမုတ်နေပြန်ပြီဟာလို့အုံလို့လဲကွာ တာနေစမ်းပါဦးဖိုးကျော်ကြီးကိုငါထမင်းကျွေးမလို့ ပူပေါင်းအမေကြီးမ အချိုက်
ဦးလေးဘာဖြစ်တာလဲလို့ဟာဦးလေးအဲ့လိုမသွားနဲ့လေအဲ့လိုမသွားနဲ့လေဦးလေးဟာယောဦးလေးဟာတော့လွန်သွားပြီကွာ 哦，没弄来大表一百块。 ဟာချစ်လို့စားတာပါ 哪边没弄啥了？ ဟာဦးလေးဦးလေးလွန်သွားနေလာဦးလေး ဘယ်လိုလဲလိုက်လာနေတော့မင်းတို့လိုက်လိုက်ခက်ခက်တော့ 没来，没来，哎妈的！哎妈的！没来，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 哎妈的！哎妈的！ မလဲဆက်မသွားနဲ့နော် 再没抓呢，再没抓呢，就没来，就没来，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 没来。嘿，老大，哈，没白病呢。 ကိုမောင်ကြီးပြေးသွားမလို့လေ 哎，多嘛嘞？没洗过啦，我没洗啦啦。 ဘာလာလို့တာတော့ 他们这，我没白没脑子。 မျက်နှာလေးကိုရဲနေရပဲပိုတော့ချောလာတယ်နော် 错了，都来不用嘛，没事，我们这你哪弄出来？我不要谁来改了哇？ ပွဲစီကဘာလို့ကြိုက်တာလဲ နင်ပြောတော့ငါဖက်သွေးလိမ့်ဆိုတညာတော့ငါမှမအိပ်ရအောင် အဲ့ဒါကြောင့် ဟုတ်တယ် ဒုက္ခပါပဲဗျာကျွန်တော်ကနောက်တာလေကိုပေါ့ကျန်တော့ဘူးသူတာပြေဆုံးတယ်ကိုပေါ့ကျန်တားပါဗျာ 哦，我俺这个不用，没这个用哪个变的？ ကျွန်တော်စကားယုံအောင်ကျွန်တော်သူ့လင်မမဟုတ်တာ 啊，行了没？你让我们对付了，对付了，对付了。 နှစ်ပိတ်သားဆိုတသိန်းလေးသားလာကောင်တသိန်းလေးသားရှင်းပေးလိုက် ဦးလေးဘယ်လို3သိန်း4တောင်းလဲဗျာ3သိန်း6တောင်းပါတပိတ်သာ7တောင်းစေးလေဦးလေး အဲ့တို့တိုင်းမှာတပိတ်သားကို9တောင်းနှစ်ပိတ်သားဆိုမှတသိန်းလေးတောင်းပေါ့ကွာမင်းတို့ကျင်းနေလဲရောင်းခဲ့ရောင်းမကျင်းနေလဲမရောင်းနဲ့သဘောမင်းတို့ ဦးလေးရလေဗျာကျုပ်တို့ပေါက်စေးကိုမတီးဘူးဆိုလို့ရှိရင်လည်းထားလိုက်ပါတော့အခုကပေါက်စေးကိုလည်းအကုန်သိနေတဲ့ဥစ္စာဦးလေးတပိတ်သာ7တောင်းဆိုတာဒါမျိုးပေါက်စေးမဟုတ်သေးဘူးနော်ဦးလေး ထားလိုက်ပါကွာတခြားတိုင်မှာတော့ပြောမယ် တိုက်တဲ့တိုင်ကိုသွားရောက်နော်ငါတို့တိုင်နဲ့အကုန်ဈေးညီပြီးသားတွေကြီးပဲမင်းတို့ကလည်းပေးလို့မရလို့မပေးတာပေါ့ကွာ ပေးလိုက်ပါဦးကမောင်ရဲ့သူတို့ဈေးကလည်းပေါက်ဈေးပဲဟာ ငါတို့ဘယ်တော့ပြန်တာ မနက်ကပဲရောက်တာဦးလေးအပေါ်မှာ9ခန်းနေပတ်ကြည့် ငါတို့ကဒီကဈေးကွက်ကိုမှမသိတာသူတို့တောင်းတလောက်ပေးနေရမယ်ဆိုသူတို့ဖြတ်တဲ့ဈေးနဲ့ဥတော့အများနဲ့ယူနေရမှာပေါ့ငါတို့ ဟာကျုပ်တို့ကလည်းမတန်တဆပိုတောင်းနေရမှာမဟုတ်တာဗျာပေါက်စေးပဲတောင်းတဲ့ဥစ္စာအတော်ကြီးကွာအောင်တော့ဟိုဘက်တန်တော့သွင်းမယ် တော့အခုဒီပါအခုလိုချင်တဲ့8000ဈေးနဲ့ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာသွင်းပါ ဩပေါက်စေးရမှာတော့ဟိုဘက်တန်အပင်မခံရင်ဘယ်သွားမလဲဒီမှာပဲသွင်းမှာပေါ့ ကဲဗျာကျွန်တော်ပေးမယ် ငါတို့ဥဈေးဖြတ်ပြီးသားကြီးလေကွာဥဈေးဖြတ်ပြီးသားကြီးကိုမင်းကဈေးပို့ပြီးတော့ဥသိက္ခာချလို့မဖြစ်ဘူးလား ဟုတ်ပါမလားသိခါတရားဆိုတာသူများချလို့ကြားတယ်ရာမျိုးမဟုတ်ဘူးကိုယ်ကိုယ်တိုင်သိခါမဲ့တဲ့အလိုမျိုးလုံးဝသိခါကြား ဟေ့ဈေးမှန်ပေးရလူတွေရှိတော့မင်းရဲ့ကမာတွေပါတခါလေးသွင်းခဲ့လိုက်ပါ 哦，ဈေးမှန်ပေးမှတော့ရောင်းပြီးသားပဲဟေး ရတယ်မင်းပါပြော ဩဈေးပို့ရတော့လေရောင်းမယ်လို့ပြောတာလေဟိုဥရဲ့မောင်ရကျွန်တော်တို့အမြဲတမ်းဈေးနေပြီးဝယ်နေရလို့ကျွန်တော်ပြောတာမဟုတ်ဘူးလေ ဟဲ့နင်းတို့ကွာ ပြောပါတော့ဘွမ်းမဒီကတော့တားဖြတ်ပေးတဲ့စီအတိုင်းပဲသူတို့ပေးလိုက် ကျေးဇူးတင်ပါတယ်ဗျာဟိုကိုကနေရဲပါဗျာဩဟုတ်ကဲ့ကျွန်တော်နာမည်လင်းမှန်ပါဗျာ ကျွန်တော်နာမည်လူမော်ရ နောက်ကိုအကိုရှိတဲ့အချိန်ပဲကျွန်တော်တို့အများကြီးလာရောက်မယ်နော် ဒီကောင်းလေးပေါ့ အချိန်ရလာခဲ့ကျွန်တော်ဒီမှာ ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ အဲ့ဒါကမချိန်ကမချိန်မယ် အချိန် ကမရောက်ရ တို့တောင်းတဲ့ဈေးကဖြတ်ပြီးလား ဈေးမှန်ပြီးနေတယ်မသေးဘောကြောင်ငါးတွေပါတခါလေးသွင်းလိုက်မကောင်း ဒါပြောအကုန်ရောင်းအောင်ပါလေ ဘူးဒါပတ်စံယူအောင်ရောပြီးမှရှင်းမယ်ခဏကြည့်ပါ ဟာကွာ လူမောမင်းညောင်ကြောက်မှုပြီးတော့ရောက်သွားတယ် ဟုတ်တယ်ကွာမနေ့ကပဲဒေါ်ရတနာတိုင်မှာငါသွင်းလိုက် မင်းတော့ဈေးလက်တိုင်းမို့လို့မင်းမို့လို့တွင်းတာကွာ ဟာအခုမနေတော့ဘူးကွာသူ့သားနေရဲရောက်လာကြတဲ့ဈေးမှန်ပေးနေတာ နေရဲနဲ့တွေ့လို့ပေါ့ကွာကိုအမောင်နဲ့တွေ့လို့ရတယ်မင်းအဘာဘာပါအော်ပါသူကလေအောက်ဈေးခွက်ဈေးရှိမှဈေးနဲ့အကုန်နှိုက်တာကွာအဲ့ဒါ မှန်လိုက်တာဗျာဇော်လင်းပြောတာမှန်တယ်လူမော်ရေအဲ့ဒီအမောင်ဆိုတဲ့အကောင်ကလေ အိမ်မနဲ့ဖုန်းတစ်လုံးနဲ့တထေးတွေဖြစ်ပြီးဈေးကစားရင်လည်းပဲတထေးတွေဖြစ်ချွေဝါတဲ့ဘွားတော့ပြောင်းတဲ့ဘွားအားလုံးမထေးတွေဖြစ်စိတ်ကြီးကိုကြောင့်ပဲအားလုံးတထေးတွေဖြစ်ခေကောင်ရှာဖွင့်တာနဲ့ဖလီနော်တာကြီးမမတဲ့နေစဉ်ဘောနဲ့တွေကလဲကွာအများကြီးလူကြိုက်များတဲ့ချီလီ PG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကြတာဝင်းကြောင်ရင်ဘေးရှောင်းဒါကကျင်လေးကောင်ကကြမအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားရမရှိဝေသူငွေထုတ်အရဲကိုမြန်စကီကို slot ကစီနိုဂိမ်းများဆောင်ရမ်းတဲ့ဒါပဲလေ သူ
များပေါ်မှာကြော်မယ်ခွာမယ်တပတ်ရိုက်မယ်အဲ့ဒီလိုတွေညစ်တီးညစ်ပတ်လုပ်ပြီးတော့မှဒီမန်နေဂျာဆိုတဲ့နေရာကိုဒီကောင်ကရောက်လာတာမွေးလာကြတဲ့ကိုကသတင်းမှမကောင်းတဲ့ကောင်မင်းဘယ်လိုလုပ်ကောင်းနိုင်မလဲဟမ် အဲ့ဒါတော့ဟုတ်တယ်ဗျာဒီလုတ်သားတွေရဲ့သွေးနဲ့ချွေးကိုမင်းရှိတ်လုပ်ပြီးမင်းရှိတ်တောက်နေတာအဲ့ဒီလူက အဲ့လိုသိထားမှာကွာနေဦးမင်းခုနပြောတဲ့မှာဗါတယ်မယရနာရဲ့သားနေရဲဟုတ်လား ဟုတ်တယ်လေ ဒီငါအခုမှသတိထားမိတာကွာနေရဲလေးကအဲ့ဒီကလေးငယ်ငယ်တော့ငါတွေ့ဘူးတဲ့အခုဆိုရင်တော်တော်အရွယ်ရောက်တော့ပြီအရွယ်ရောက်မှငါတခါမှမတွေ့ဘူးသေးဘူး ဘယ်တွေ့ဘူးပါမလဲ तू ကထိုင်းမှာကြောင်းသွားတက်နေတာပြန်ရောက်တာမကြသေးဘူး မင်းတို့ငါစီကလူတို့ရမယ်လူတို့ရမယ်ထင်လို့လားဟဲ့အောင်လေ ဟာဒါပေမဲ့ तू ကသဘောတော့ကောင်းနေလား ဟာမင်းကလုံးပြန်ပြီချိန်ကားလေးတောင်မဆောင်တော့ဘူးเนาะချက်ချင်းကိုချီးမွမ်းတော့တာပဲနည်းနည်းလေးစောင့်ကြည့်လိုက်ပါဦးကွာရတနာရဲ့သားဘယ်လိုလုပ်ပြီးတမတ်ကြနိုင်ပါလဲဟမ်စောင့်ကြည့်လိုက်ကြောင်းကြာရေမငုံနိုင်ဘူးရွာအဝင်ကောင်းလို့အဲ့ဒါခေါင်းပေါင်းစားတလူလူနဲ့မန်းတက်တိုင်တက်ပြတဲ့အကောင်ဟာရောက်ပါမလေးဗျာဘာတော့ဟာခလဲဘောလုံးဒီမှာငါဆိုင်ထဲဝင်လာပြီကွာမင်းတို့ကွာကြည့်ကြလက်ခံကြအောင်ပါပေါ့ဒုက္ခပါပဲအကုန်လုံးထိခိုက်ကြအကုန်လုံးပွားကုန်လိမ့်မယ် 我靠，怎么搞呀？俺们搞呀，我来玩耶！你在那，今天不玩不？ အေးပါဖြည်းဖြည်းပြောပါငါကောက်ပေးပါမယ်ယူပေးပါမယ် 我搞呀！ တော်ဆူတဲ့ကောင် တနာ ရော့ဗျာ အိုးအာဘီကလေးဘူး ဦးလေး ဘာလဲ ဘောလုံးပေး မပေးဘူးကွာမင်းတို့ပေးလိုက်လို့ရှိရင်ဒီဘောလုံးကကန်အောင်ပါကန်လို့ရှိရင်ငါဆိုင်ထဲဝင်လာမယ်ဝင်လာအကုန်လုံးပကံနေရှိတယ်ကွာကွဲကုန်လိမ့်မယ် ဟောပေးလိုက်စမ်းပါဦးလေးရောတော့ ဒီကောင်ခါလာထိုးတယ်ကွာဘာကောင်မှမသိဘူး ဦးလေး ဘာလဲ ချက်စုမအောင် ဟေ့လုံးပြန်ပြီငါသမီးကိုချက်စုမလို့မခေါ်နဲ့လို့ငါမကြိုက်ဘူး ဟဲ့လက်ပိုင်你ကလည်းမလာလိုက်နဲ့လာတာနဲ့ပြဿနာရှာမယ်ဆိုတာကြီး လင်းပိုင်ဟဲ့လင်းပိုင်နော်ငါကဘယ်လိုတွေခေါ်နေရလဲချက်စုမငါ့ကိုကြိုးစင်းတပူယူပေး ဟဲ့အကျွေးတော့မရအောင်တော့ လက်ငင်းပါဟာနင်ကလေ တရားချက်ချင်းလိုက်လာမယ်ဆိုပြီးဘာဖြစ်လို့ကြာတယ်မင်း အမေ6ရောက်နာနေလို့ငါစေးလူနှိပ်ပေးနေရလို့ ဩတားလိမ့်ပါလေပေါ့ဟုတ်ပါပြီညွန့်ညစ်တာခံယူမဲ့တားလေးဒီနေ့ဘသူ့ကိုဒုက္ခပေးဖို့စဉ်းစားထားသေးလေခင်ဗျဟမ် ဒီနေ့ကတော့9ရက်သားသမီးစိတ်ချမ်းသာအောင်ငါဘသူ့ကိုမှဒုက္ခမပေးဘူးစဉ်းစားထားတယ် တာရုပါဗျာတာရု တာရုစုခေါ်မနေနဲ့9ရက်သားသမီးထဲမှာရာဟုမပါဘူးဒီတကသူ့ဦးလေနောက်ချက်စုမှာ ဟဲ့နင်ငါ့ကိုချက်စုမလို့မခေါ်နဲ့လို့ဘယ်နှခါပြောရမှာ အေးပါချက်စုမလို့ခေါ်တာမကြိုက်လဲချက်ဖောင်းမလို့ကြောင်းခေါ်တယ်နားရဲဟာနေနော်ရောက်ခမရှိမှငါ့ကိုအနိုင်မကျင်းဘူး ဘာရောက်ခမလဲမင်း ချစ်လို့စားတာဦးလေး အဲ့ဒါကငါကြောက်တာချစ်လို့စားတာတဲ့အဲ့ဒါဆိုသတိထားနော်သမီးဟေးခါခွာခွာနေ ဟဲ့နင်အေးလည်းမေးပါ အဲ့ဒါအဖေကိုပြောအဖေရေခဲတက်တာမွဲပေးတာ ဩငါပဲလဲလာပြန်ပြီကွာရေခဲတက်တာကိုမဆွာသားပါနဲ့ तू ငါ့ကြီးပြောနေတာမင်းတို့ကလည်း ဟဲ့ချက်စုမညဘောလုံးပွဲလေးကပြန်ကြည့်လို့ရအောင်လို့ TV လေးပါဖွင့်စမ်းပါနင်ကလေ မဖွင့်နိုင်ဘူးဟေးမဖွင့်နိုင်ဘူးလက်ဖက်ရည်လေးတစ်ခွက်အေးလေးတစ်ဘူးတောက်ပြီးတော့မြတနေ့ကောင်ထိုင်ကြည့်တော့မှလေလုံးဝမဖွင့်နိုင်ဘူး ဟာမလေးမင်းသမီးတွေနဲ့ငါနဲ့ညာလုတ်ပြန်ပြီကွာဒီဘောလုံးကဟောကလေးတွေပြောလို့မကောင်းဘူး ဟာလည်းတစ်မျိုးပဲ ဟောဘလူကလေးတွေမှမသိဘူး တွေ့မယ်တွေ့မယ် ချာကွာဒီတာပဲ ဘာတူလဲ ဘာတွေဖြစ်ကုန်လဲ ဘာတူလဲရင်အဲ့လား ဘသူကမှလေအဲ့ဒါတော်ရတနာရဲ့တာနေရဲဟာအာနာစရာကြီးဟာ အဲ့ဆိုငါဘယ်လိုလုပ်ရမှာလဲ ဘယ်လိုလုပ်မှလဲနင်းလို့ထားနင်းတော့တောင်းမှန်ပေါ့ဟိုမှာဘောလုံးမှန်ပြီးမျက်လုံးကန်းသွားလားမသိဘူးဟိုကရဲစခန်းတိုင်းနင်းတို့တားဖားနေတော့ထောင်ကြသွားမှာနော် အေးလေဟာရောငါဘာကြောင်းပါလားကွာဒါလေးမှန်တာနဲ့မင်းကလေ နင်ကလည်းအဲ့လိုတိတော့မစိုးသေးပါဘူး အေးလေ ဟဲ့ငါတို့တော့တောင်းမှမို့နေသေးတယ်ဆိုလိုက်ခဲ့ပြီနော် အေးလုံးလို့ ဒီ ပေါ့ ပါလိုက်ခဲ့ပြပါမယ်ကျွေးသိမ်းဖို့ငါမရှင်းတော့ဘူးနော် အိုးကျုံဟာကျွဲစိမ့်ဖို့ကြာမလို့ငါအကြထောင်ထဲထည့် စတာဟုတ်ကဲ့ ဟမ် ဟဲ့ဖြစ်ပါမလား ဖြစ်ပါလေဘာမှစိတ်ပူမနေနဲ့နော်နင်းအလုပ်ဆုံးကြ3နှစ်ပဲဒါမှမ ဟာဟေး3နှစ်ပဲ ကိုနေဟိုအရင်အမြတ်နာသွားလားဗျကျွန်တော်အားနာရတာဗျ ရပါတယ်ဗျာကြီးမားဖြစ်တာမှမဟုတ်တာဗျကျွန်တော်လည်းရုပ်တရက်ဆိုတော့လန့်သွားအုံသီးများကြွေကြရလား ဟုတ်တယ်ဒီပေါက်ကြော်မှလေမိမဖြစ်ပြီးဘောလုံးကန်ကျင်နေတာအဲ့ဘောလုံးစွတ်ကန်ထဲတာလားမှန်တာ ဟဲ့နင်တော့ငါဝိုင်းရှင်းမိမယ်ဆို ငါအခုရှင်းပေးနေတာလေနင်ကလေ တမွေတောင်းမှမာတယ်နော်အဲ့ဒါသူ့ကြောင့်လေသူ့
ကိုဒေါသထွက်ပြီးတော့ဘလို့ကန်လိုက်မိတာ ရပါတယ်ဗျာတောင်းမှန်ဆောင်လို့နောက်လေကြုံမဲ့လူတွေရနော်ဒါနဲ့ကျွန်တော်နာမည်နေရဲပါတော်ရဲနားရတာ ကျမပန်းမွင့်ပါ ကျွန်တော်ရှင်းပြပြီးပါပြီသူကဘသူသားပဲဖြစ်ဖြစ်လေမတောင်းမှန်နိုင်ဘူးတဲ့ပေကက်ကက်လုံနေတာအဲ့ဒါအတင်းဆွဲခေါ်ပြီးတော့တောင်းမှန်ခိုင်းရတာ ဟဲ့ဒီဘာတွေရှောက်ပြောနေတာလဲဟို तू ပြောတာတွေမယုံနဲ့နော်ဟိုအဲ့ဒါတကယ်မဟုတ်ဘူးအော်ဟိုစိုင်းနှဝင်ပြီးအေးလေးပါလေးတောက်ပါဦးလား မတောင်းနဲ့သူတို့ဆိုင်ကအေးအေးကမအေးဘူးသူတို့ဆိုင်မှာရေခဲတက်တာမရှိဘူး ဟိုသပိုင်ဘလို့ဖြစ်နေတာလဲနင်မပိတ်ထားလိုက်တော့ ကိုလည်းမှတော်တော်ပြောတတ်တာပဲ ပျော်တတ်တာမဟုတ်ဘူး तू ကကြက်တာ तू ကငကြက်သိလားတတိထားတော့အကြက်ခံ ကဲပါအဲ့ဆိုရင်ဆိုင်အောင်နောက်မှလာခဲ့မယ်ပြီနော်အခုတော့ဟိုဘက်ကန်းကြီးပဲတစ်ချက်သွားကြည့်လိုက်အောင် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်နင်တော့နေနော်ငါရှင်းပြတာကောင်းလို့နင်1300နေမကြတာနော် အာနေရှင်းပြလာလဲအခုလို့ဖြစ်ရလေနင်းကြောင့်နင့်ငါဒေါသထွက်ပြီးဖြစ်သွားတာလေ ငါကြောင့်ချက်စုမှာသူ့အပြစ်ကိုယ့်အပြစ်မလုံးနဲ့နော်အဲ့ဒါလူချင်းဝက်နဲ့မညူနေမှတ်တာ အော်မသေနာကြလူချင်းဝက်လေးပါလေးနဲ့သေရမယ်ငါလှုပ်လိုက်ရ အမလုံးလိုက်ရလေပါလေးနဲ့လာလေးနင်ဘာလို့ချင်တာလဲမြို့သားဖ2ယောက်ပေးတယ်လာခဲ့လာ နင်းရောလေ လာခဲ့နင်ဖိမထပ်ခေါ်တယ်လာ ရှင်နာနေတယ် တော့ကပြပြမှာလို့ဒီဘာလို့ဟဲ့ဟဲ့ဘာလို့လဲဟဲ့ဘာလို့ပြောနေလဲ ပြောရလေရ မလုပ်နဲ့လေနားရဲဟဲ့မလုပ်နဲ့လေမလုပ်နဲ့လေဟာဟဲ့နားရဲမလုပ်ပါနဲ့မလုပ်နဲ့ ဘာဖြစ်လာလဲလို့ဟာ တောင်းပြင်မယ်နော် ငါဘွားလေကွာစိတ်ကူးလေးရှင်ရတော့မဖိတ်တော့ဝက်စင်တော့ဝက်နေ ရှောက်ခဏရောက်တော့မယ်ဆရာဖက်ဒီဘာဖြစ်လာလဲကွာဟောဒီမှာပန်းကခုတ်ပြီလို့ဒီကော ဟာဆရာမရှိဘူးကွာဟိုဘက်ကျမှမွေးလူနာရှိလို့လာပင့်သွားတယ် ဟောဒုက္ခပါကွာဟိုမှာသူ့ရအရန်ထွက်နေပြီကွာ ဟေ့ဒဏ်ကအကြီးပဲနော်သွေးထက်လုံပြီးသေသွားမယ် ဟုတ်တယ် မြို့ဆေးကိုပို့လိုက်လေကွာ ဟောမျိုးစင်းတော့ကွာလေဘယ်ကောင်းနဲ့သွားမှမသိပါဘူးကွာဒုက္ခပါ ဟာကြောင့်ဦးမင်းတို့အိမ်မှာကားရှိတယ်လေကွာ ဦးမြင့်တို့ရမေးပြီးသွားပြီလူမှမရှိကြဘူးကွာ ဟောကွာရင်မဲ့ကွာ ဘာဖြစ်လာလဲ နေနေ ဟိုခဏလေး ဘာဖြစ်လာပန်းကခုတ်ပြီလို့ ဟာဒဏ်ရများလိုက်လားဗျ ဟုတ်တယ်ဆရာလည်းဟိုဘက်ရွာမွေးလူနာကြီးရောက်နေလို့လေမြို့သွားဖို့ကြောက်လေကားခက်ခဲဖြစ်နေလို့ ကားခက်ခဲဖြစ်နေကားမရှိဘူးလားအဲ့ဆိုကျွန်တော်ကားနဲ့ပဲတင်လိုက်တော့ပြီနော်ကျွန်တော်လိုက်ဖို့ ဒီလောက်ဖြစ်နေတဲ့ဒဏ်ရာယူအမိကားပေါ်တင်သွေးတွေအမိကားပေါ်ပေးကုန်မှာပေါ့ မေဒီမှာသေးရှင်ဖြစ်နေရလေသွေးထွက်လည်းမတကူဖြစ်သွားဘယ်လိုလုပ်မလဲမေကဲပါဗျာလာကားပေါ်တင်လိုက်လို့လား ကြည့်ပါ ဖြစ်ပါတယ်ဗျာခေါ်ပါဗျာလာဟုတ်တယ်လာခေါ်ဒီကနီးနေပြီလမ်းလျှောက်သွားလို့ရလင်းပြီးတာပြန်လာတော့မယ်မလာခဏရင်ဒီဘက်ကိုသွားပြလိုက် ဟုတ်လားဟာငါဖြင့်နားရှိလို့သာကြားရတယ်ကွာယုံတော့မယုံနိုင်ဘူးဘာလဲဒီကောင်သူ့အမေကိုလမ်းပေါ်မှာပြစ်ထားခဲ့တာဟုတ်လား ဟုတ်တယ်ဦးလေးရေသူတို့အချိန်မကြင်လေတင်ထုံးဘောကတွေးတော့မတွေးရဘူးတွေးထွက်တော်လွန်နေတာ ဟိုကိုတွန်းတွန်းတွေလိုတဲ့သွေးကိုလည်း तू ပဲလူပေးခဲ့တာဆို ဟုတ်တယ်ပန်းမွေးရတင်ထွန်းသူရလေ AB သွေးရှားမှရှားပဲကံကောင်းညင်တော့အခုလေးသူရဲ့ AB သွေးဖြစ်နေတယ် ငါတော့ဒီကလေးကိုအပြစ်တင်စောပြီးနေတူပါရဲ့ကွာမင်းတို့ပြောသလိုဆိုရင်ဒီကောင်လေးကတော်တော်စိတ်ထားကောင်းတဲ့ကလေးပဲကွာ ဟာစိတ်ထားကောင်းတာတော့ပြောမနေပါနဲ့ဦးလေးရဲ့အခုဆိုရင်လေတခြားတိုင်းမှာသွင်းနေတဲ့လေသမားတွေတောင်မှအခုလေးရဲ့စိတ်ဓာတ်ကိုသိပြီးကိုနေရဲဆိုပြီးကျွန်တော်တို့တိုင်မှာပဲလာသွင်းကြတော့တာဗျကွမ်းမောင်ကြောင့်ဘေးရောက်သွားပြီဗျာဒေးတောင်ဖြတ်လို့မရတော့ ဟုတ်လားဟို ပြောရဆိုရင်ကိုလေး တပည့်တော်လေးပါလေခေါ်စမ်းမအောင်ကွာ အခုပဲကိုလေးကြောင့်ပြောနေတာကိုလေးဟာလားမဦးကျော်ဆောင်ကြီးကတခုခုတော့ပါအောင်နဲ့လက်တွေ့လေးပါလာပါခေါ်ရအားနာတယ်ဗျာ လာပါ လာဟုတ်ကဲ့လာပါဗျာဟုတ်ကဲ့လားထိုင် ကိုလေးထိုင် အေးအဲ့ဒီဘာသုံးဆောင်မလဲဘာဆောင်မလဲပြော တော်ပြီဦးလေးအိမ်မှာမနှက်စာစားလာတယ် အေးဟုတ်ပြီ
ဦးကလေမင်းငယ်ငယ်တော့မြင်ဘူးလေကွာအခုဒီရွယ်ကြီးရောက်မှအခုမှပဲစုံပြကြတော့တာကြီးဒါပေမဲ့ငါသားရဲ့မင်းတရင်ကတော့လေတို့ရွာလုံးကိုမွေးနေတာပါဗျာ ကိုလေဦးကြောက်ဆောင်နဲ့ဒီပင်လည်းပြစားတော့ဆိုင်ကြီးပိုင်ရှင်မော ဟုတ်ကဲ့မင်္ဂလာပါ အေးပါဗျာမင်္ဂလာပါ သူကတော့ပန်းမွေးနဲ့ဦးလေးရဲ့သမီးလေ သိတယ်ဟိုနေ့ကစုံပြီးသွားပြီ ငါတို့ကရွာကိုအလဲပြန်လာတာလားဟာလား အလဲလာတာမဟုတ်ဘူးလေအမေကသူ့ရဲ့လုပ်ငန်းတွေကိုဦးစီးပေးပါဆိုပြီးတော့လှမ်းခေါ်လိုက်လို့ရောက်တယ် ။အော်ကောင်းတာဗော။ကိုမိဘရဲ့လက်ငုပ်လက်ရင်လုပ်ငန်းဆိုတာကိုတိုင်းဦးစီးနိုင်လေကောင်းလေပဲ။ဒီကောင်းလေ ကောင်းတော့ကောင်းတယ်ဦးလေးဒါပေမဲ့ကျွန်တော်အမေရဲ့လုပ်ငန်းတွေကိုသိစိတ်မှန်တာ ဟုတ်လား ကျွန်တော်တကယ်ဝါသနာပါတာမွေးပလဲလုပ်ငန်းကိုဝါသနာ ။အိုး မွေးပလဲလုပ်ငန်းကဒီမှာလုပ်လို့ရလို့လား ဒီမှာတော့မဟုတ်ဘူးဗျမွေးပလဲလုပ်ငန်းကိုမြန်မာနိုင်ငံမှာတွင်ကျယ်လုပ်တာကော့တောင်းတို့ဗုတ်ပြင်းတို့ပလောတို့မှာလုပ်တာများဗုတ်ပြင်းမှာဆိုလို့ရှိရင်ပလဲကျွန်းရှိတယ်ပလောမှာဆိုလို့ရှိရင်မလိကျွန်းရှိတယ်ကော့တောင်းမှာဆိုရင်တော့ရွှေကျွန်းရှိတာပေါ့နော်အမေပိုင်းနဲ့ကျွန်းကလည်းကော့တောင်းမှာဆိုတော့ကျွန်တော်တကယ်လုပ်ဖြစ်ရင်တော့ကော့တောင်းမှာပဲလုပ်ဖြစ်တယ် ။ဒီဘောဟုတ်တော့ဗော။စီပွားရေးဆိုတာလေဟိုလှုပ်ချင်တာနဲ့ကိုယ့်ရဲ့နေရာဒေသလေးတွေကလည်းကိုက်ညီအောင်မဟုတ်။ကောင်းပါတော့သားရဲ့ ဟုတ် ညီမလေးတမွေးဘိုးတို့ကြီးခဏလာပါဦး ဘာမှချင်လို့လဲ မှာတော့အကျွေးကြီးလမ်းမှာပါလားဒီနောက်ရောက်မှာပါဗော ။ဒီသွားလိုက်။အခုထိုင်အောင်နော် ရတယ် ။ကဲအဲ့ဒီဘာမှလေးပြုတ် ဟာဦးလေးကမှားမှာအများကြီးပဲဦးလေးကတက်ကြီးလीမှတ်နိုင်မှာမဟုတ်တော့ပန်းမွင်လေးကို ။ကဲကွာ။ဟိုငါတို့တောက်ဆရာရှိတာလေတောက်ကြပါ။အေးစေးတောက်ပါကွာ။ရစ်တော့မရစ်ကြပါနဲ့နော်။ဟာ သူတို့ကဘာကြီးရစ်နေလို့ကိုလေးရတာဆိုလို့ရတာကိုဆိုင်ကိုမြင်နေတာစားတော့နေဧည့်သည်တွေကိုလူဆက်ဆံတော့မဟုတ်ဘူးနော်သူတို့ကလည်းစိတ်မရှိကြဘူးတန်းပွင့်နေနေတာရောက် ဟဲ့အောင်ပန်းမွင်လေးနဲ့မလုံးနဲ့နော်ငါသမီးကပန်းမွင်ဆိုတာမင်းတို့သိပြီးသားကိုပြောတဲ့စကားတွေကစင်စင်ချင်းချင်းပြောကြမင်းတို့ ရှင်တို့ဘလို့ဖြစ်နေတာလဲပြဿနာမရှာနဲ့နော်တီးခတ်နေဆိုပြီးလွန်မလာနဲ့ အာစီကမလေးအစွာလေးပဲအာစီကတော့အကြီးရမျိုးပို့ကြမလို့ဟဲ့မင်းခွေးစကားပြောတာဟိုလိုက်ပါဟေးကျော်ပါလေလူကြီးညတော့ရလောက်ပါဟာလည်းဆရာကြီးလား ညောင်ရေးစိတ်ပြောနေအေးစိတ်မပြောတော့ဘယ်ဘာလို့ချင် မလုံးကြနဲ့တော့ငါပြန်လာခဲ့လာမခိုင်တာဟဲ့ခိုင်တာငါဘုမဒါဆောက်ပြီးဆောက်ရတယ်လက်ကတော့ဟိုနွားလိုကောင်ကြီးကိုထိုးထားတာငါတော်နာနေတာ မရိုင်းနေကုန်လေကွာငါမရှိလို့ဟာ နင်ရှင်ရောနင်ကသူတို့တောင်းမှန်မလို့လား ဟာဘာဖြစ်လဲတောင်းမှန်မှာလဲဒီမှာလင်းမိုင်နော်ငါအဲ့လောက်ထိသွေးမနေဘူးဒါနဲ့ပတ်ဝင်ကိုနေရဲရောဘာဖြစ်သွားသေးလဲ သူလည်းနည်းနည်းတော့ထိသွားတာပေါ့ဟာ ဒီကောင်တွေကွာကြွားထဲမှာလေလောင်းစားထိုင်လို့လူမိုက်တွေမွေးပြီးအကုန်လုံးလိုက်ပြီးလူဝဝနေတဲ့ကောင်လေးဟာနောက်ကငါနဲ့တွေ့ရင်သေဖို့သာပြင်တာအဲ့ကောင် တွေ့နေစမ်းပါနဲ့ကွာဒီကောင်တွေနဲ့မင်းဖက်ဖြစ်မနေနဲ့အလကားကောင်တွေနောက်လေဒီကောင်တွေငါဆိုင်လာရတော့မှမဟုတ်ဘူး တန်းပွင့်မင်းကြောက်မော်ရွာသွားရင်တတိထားဒီကောင်လေးရွာဖြတ်သွားမှာနင်တယောက်လည်းမသွားနဲ့ဟာဒီကောင်ခေါ်သွားဒီကောင်မအားရင်ငါလိုက်ခဲ့မယ် ညဘာသက်လိုက်ပါလဲ ငါမလိုက်ရဘူးလား အဲ့ဒါမလို့လေငါတော်လုံးရှိနေတဲ့ဥစ္စာ အဲ့ဒီငါလည်းမင်းကိုအရင်လိုက်ခိုင်းတာ ရိုးရိုးမပြောနဲ့ အေးပါ ကိုင်တော့ပါတော့မင်းတို့ကလည်းလေအလဲကြငါသမီးကိုစောင်းရှောက်နေကြတာဟာလားမင်းတို့ကသူ့ဖေတွေမို့လို့လားမင်းဒီမှာဖေးတယောက်လုံးရှိတယ်လေကွာငါစိမ့်မှာပါဘောကွာဘာကောင်တွေမှမသိ ဟုတ်ကဲ့ပါ ဦးလေးရဲ့ ငါလည်းညာဟာရောင်တာတဲ့လာစောင့်နေ ဖြစ်လို့စတာပါဦးလေး အေးအဲ့ဒါကိုကြောက်တာမင်းဟုတ်တယ်ဟေး ကိုနေရတော့လာတယ်တော့ ဟုတ်လားအေးဟုတ်ခါကြလိုက် ဘယ်မှာဟုတ်ပြီ
ဒီလဲကွယ် မနေ့ကကျွန်တော်ကြောင့်ပျက်စီးသွားတဲ့ပစ္စည်းလေးတွေကိုအားနာလို့အစားထိုးပေးချင်တယ် ဘယ်နဲ့အစားထိုးပေးရမှာလဲငါသားလေကွယ်မင်းကဥဒုဘက်ကနေပြီးတော့အကုန်လုံးအကူညီပေးတာလေအဲ့ဒါဒီပါပေးစရာမလိုပါဘူးကွာလက်မခံပါဘူးပြန်သွားလေသားရဲ့နော် ကိုနေမနေ့ကတော့တော်တော်ထိပါသေးလား ဘာမှဖြစ်ပါဘူးဗျာနေပါဟိုကျွန်တော်ပေးတဲ့ပစ္စည်းလေးတွေတော့လက်ခံပေးပါနော် ဟုတ်ဗျာ ရပါတယ်ကိုနေမလိုပါဘူးဆိုင်လဲတိတ်ပြက်စီရမှာမဟုတ်တာ အေးလေကွယ် ကဲပါပန်းမွင့်ရလက်ခံလိုက်စမ်းပါနင်လက်ခံမှာပြင်မှာနင်မဆိုရင်ကိုနေရဲ့စိတ်ကောင်းဖြစ်နေနင်တို့ဆိုင်လေးပြင်ပေးဖို့ဆိုပြီးအဲ့ပစ္စည်းတွေကိုသူ့ကိုယ်တိုင်တကူးတကလိုက်ရှာပြီးဝယ်လာတာဗျာ အားနာစရာကြီး အားနာစရာမလိုပါဘူးအဲ့လေးကိုကြည့်လိုက်နော် ကဲလက်ခံလိုက် ဟိုတစ်ခါရောပါဖြစ်လိုက်ပစ္စည်းလေးတစ်ခါချပေးလိုက်ဟိုနားချလိုက် ကျေးဇူးတင်ပါတယ်မပြန်နဲ့ဦးနော်ဆိုင်မှာတစ်ခုခုစားပါအောင် မပြန်သေးပါဘူးဗျာတစ်ခါလေးတဲလေးပါပြင်ပေးခဲ့မှာ မလိုပါဘူးကွယ်ဒီတဲလေးကဘာမှခဲစစ်လောက်ရတာလည်းမဟုတ်ဘူးပြီးသလောက်လည်းဖြစ်နေပါပြီမလုံးနဲ့ရ ကဲထိုင်ကိုနေကိုနေဒီနေ့လေဆိုင်မှာပင်လဲစားအစုံရတယ်ဘာစားကြလဲပြော တမ်းမိုးအဆင်ပြေတာပဲစီကျွန်တော်လည်းဗိုက်စာနေတယ် အေးစားမယ်ငါတို့အတွက်ဦးရိယလေးပေါင်းလုံးဆိုတဲ့ share ကိုချက်ကျွေးမယ်နော် ကျေးဇူးပါဗျာ အမိအောင်လေးကိုအဲ့ခံလိုက်အောင် ဟုတ်မလေးအဖေကလေပန်းမွှတ်ထထောင်မှာပို့ပြီးဟင်းချက်ကောင်းလေ ဟုတ်လား လင်းပိုင်မင်းကတော့ကြံရည်ဖြစ်တော့မယ်ထင်ပါတယ် မင်းကဘာလို့ဆိုလို့ရလဲ ဘာလို့ဆိုလိုရမှာလဲဟိုမှာမင်းရဲ့ချက်စုမှာလေကိုနေရင်းနဲ့တူပြုံးပြောနေတာပဲဟဲ့မင်းမြန်ဖွင့်ပြောသိပြီနော် အဲ့လိုတော့မဟုတ်တော့ပါဘူးချက်စုမှာမနေ့တနေ့မှတွေ့တဲ့ယောက်ျားလေးတယောက်ကိုအလွယ်တကူအညာလွယ်တဲ့မင်းကြီးတော့မဟုတ်ပါဘူးအခုကလည်းလေသူ့ကိုကူညီထားလို့အလိုက်ထိုက်ဆက်ဆံတာမျိုးပဲဖြစ်မှာပါ အေးပါကွာမင်းပြောတဲ့အတိုင်းဖြစ်ပါစေလို့ငါဆုတောင်းပေးပါတယ် တော်လေသမီးပန်းမွှေလာသမီးလာသမီးလာတော်လေဘာလဲလို့ မျိုးတယ်နေတာသမီး ဟင်းရောချက်ပြီးသွားတယ် ထုံးစံတိုင်းပေါ့တားပြန်လာတော့မှနှင်းစားပါလာမှာကြီး အဲ့ဆိုရင်တော့အတော်ပဲဒီနေ့ဆိုင်မှာလေးတောတယ်တွေလာလို့စတိုင်းဟင်းချက်တယ်အဲ့နဲ့တော်လေးတို့အတွက်ယူလာတာ သမီးရဲ့ခဏဟင်းနေလာပို့အားလာလိုက်တာပြီးတော့သမီးရဲ့ဆိုင်တစ်ဖက်တည်းအားလာမဟုတ်ဘူး ရပါတယ်တော်လေးရဲ့ဒီနေ့ဆိုင်မှာလူပါတယ်လေ ခဏလေးနော်သမီးတော်လေးသွားထည့်လိုက် အော်မလဲပါနဲ့တော်လေးရဲ့လင်းမိုင်ဆိုင်ဘက်ရောက်တော့မှပဲသူ့ကိုထည့်ပေးလိုက်လေ ခဏလေးပါသမီးခဏလေး ရပါတယ်တော်လေးရဲ့ဆိုင်မှာလည်းအဖေကြောက်တယ်ဆိုတော့သမီးပြန်လိုက်တော့နော် ဟောအေးတာရုပါသမီးရဲ့ဘယ်လိုတိတဲ့လိမ်မာတဲ့သမီးလားကို့သမီးလေးဖြစ်လိုက်တိတ်ကောင်းပါ သမီးကလည်းအမေမရှိတော့ဘူးဆိုတော့ဒေါ်လေးကိုကို့အမေလိုပဲသဘောထားပါတယ်သမီးပြန်တော့မယ်နော် အေးသမီး ခုလိုလိမ်မာရေးကြရှိတဲ့သမီးလေးငါချွေးမလေးဖြစ်လာရင်သိတ်ကောင်းပါအေးငါကောင်းပါလေဖြစ်ကုန်ရှိ နီလူတော့ရဲ့အယူခင်းညူရဲ့အမေဒါကဘာရင်လဲမေ စသားဟင်းလေးသားရဲ့ တားယူလာတဲ့ဟင်းစားထဲမှာစက်သားမပါပါဘူး ပန်းပွင့်လာပို့သွားတာ ပန်းဝင်ဖို့ကဟာဒီနေ့ဆိုရင်တော့ထမင်းကတော့အများကြီးဝင်တော့မှာပဲအမေထမင်းများများချက်ထားရလား ဟောရှိပါတော့ရှိပါ ညကလည်းမှုေးနေတာပဲဒီဟင်းနေတာဆိုလို့တော့နှစ်ပကံသုံးပကံလောက်ကတော့အตาလေးရှောင်းနေဝင်သွားမှာအမေရဲ့ စားမသာစားသမှာသားရဲ့အမေကလေနိုးစီကိုနှလုံးချက်တောင်ချက်ထားတာကျန်တော့လေညစာဘောသားရဲ့ မလောက်ဘူးညကြရင်အမေထမင်းတော့ဆက်ချက်မှာသိကြတယ်ပေါ့လား ဟာသားလေးအိမ်ထောင်ပြုတ်မစင်းသားသေးဘူးလား ဘယ်လိုမင်းဝင်တော့မေးကြတော့မေး သားရဲ့အမေကအသက်ကြီးပြီလေ
အမေမျက်စိမမိတ်ခင်မှာငါသားလေးကိုမိသားစုစုံစုံလင်နဲ့အမေကမြင်ချင်တာတာရဲ့ပြီးတော့အမေကမြည်ချီတယ် မေမိမဆိုတော့မျိုးလေကုန်းကုန်းဆန်းဆန်းရောင်းနေလို့မြအမေချင်းနေရတာ အဲ့ဒါတော့ငါလည်းသိတာပေါ့ဟဲ့ဒီမှာအသက်ကြီးမှအိမ်အောင်ကြလို့ခလေးရရင်အဲ့ဒီခလေးကိုပြုစုပြောထောင်ဖို့ခတ်နေမယ် ဟုတ်ပါဘူးနော်ဒါမေမိမအမြန်ဆုံးရအောင်တိုးရမယ်ဟုတ်ပြီလား ပါမိန်းမယူလို့ရှိရင်ပန်းဖို့လို့မိန်းကလေးမျိုးယူသိလားအမေကသူ့သမီးတော်ချင်းပြီလား အဲ့ဒါများမေယာသူ့ဖေရှိရလေအမေရဲ့ အာဒီကောင်လေးမအေးဘူး ဟောအမေရလေသူ့ဖေရှိရလေသူ့ဖေစီမှာအမေတောက်လိုက်တောင်းပြီဒါကိုပြောတာ မင်းအပေါ်ကြီးပြောမယ်ပန်းဝင်ဝင်ရအောင်ယူပြ ပန်းပွင့်ကို ဟုတ်တယ် အမေရဲ့ပန်းပွင့်ဆိုရင်လွယ်မလွယ်နော် तू ကတောက်တစ်ဖက်သက်ကြိုက်နေတာတားတော့ပတ်ပြေးနေရတာ လေဟုတ်ပါပြီမင်းငါ့ကိုလက်တွေ့ပြ ပြမှာနော်မလာမဲ့သုံးမျိုးပဲကြလို့ရှိရင်လေအမေရွှေမအလိမ်မာလေးအိမ်ပါပြီလို့သာအမေမှတ်လိုက်တော့ဟောအမေ ဟေး အဲ့သုံးမျိုးပဲကိုလေနှစ်တန်းကိုလုံနေတာအဲ့ဘာလို့လုပ်လာလဲအမေ ဟောတားရဲ့အမေတို့ပင်လေရေလောက်သားတွေကလေကျမ်းမာရေးစီးပွားရေးကောင်းပြီးအနေရကင်းအောင်ဆိုပြီးတော့ပင်လေသမုတ်တိုင်ရဲမှာရှိတဲ့ရှင်ဥပကုတ်တာမထေကြီးကိုစွန့်ကပ်ပူဇော်ပွဲတွေလုပ်ကြတာပေါ့တားရဲ့ ဩအဲ့ကြောင့်အိုးထဲမှာစံတွေရောစီရောဖျောင်းနိုင်တွေရောအမွှေးနိုင်တွေရောထိတ်ပြီးညောတာကိုဒါအခုမှသိတာအမေ လူအောင်စုံနေပြီအမေ ဟုတ်ပါဘူး သိချပါဘူးဟောတော့တက်ဆွဲပြီးတော့ပေါ့ဗျ ဟဲ့အိုးဘာလို့တာလဲ ဩနမူနာပြတာပါနင်းရတယ် ကိုရှိသူကြောက်ဟုတ်လားအဲ့တော့ဟုတ်ပြီဂျာကြီးကျွန်တော်ပြောတယ်ကျွန်တော်ဝိုင်းတာ လူအောင်စုံနေပြီ ပါလေအဲ့ဒါ ဟာကိုနေရဲ့ဟုတ်ကဲ့အစိုးမျိုးဝက်လာလားဗျာ ဟုတ်တယ်လင်းမကြီးကိုနေရဲ့အဆုံးမျိုးပဲကြည့်နေဆိုလို့ငါလိုက်ပို့တာကွာ ဟုတ်တယ်ဗျကျွန်ငယ်တော့ရွာရေးဆုံးမျိုးပဲမြင်ဘူးတယ်ဒါပေမဲ့အခုမှပဲကိုယ်တိုင်ကြုံပြီးကိုယ်တိုင်ပြောတော့ ကောင်းတာပေါ့ဗျာအရန်ပြုတ်ကောင်းတာဗျာဒါလေးရအတူသွားရအောင် ဟုတ်ကဲ့ ဟုတ်တော့ကြာ ဟိုမှာလူကတော်စုံနေပြီ အဲ့ဒါပြောနေဟာ ကိုလည်းမျောပြီးလို့ချင်းပြန်မစဲကြနဲ့ဦးနော် တဲ့ ဦးလေးဝလူတွေကဘာလို့ဆုံးမလို့ကြ အော်သူတို့ကစုံအိုးမြောက်မဲ့အဖွဲ့မဟုတ်ဘူးကိုနေရဲ့အခုမျောထားတဲ့စုံအိုးလေးတွေကိုသူတို့ကအလူရက်လိုက်ဆယ်ကြမဲ့အဖွဲ့လေအဲ့လိုအလူရက်ဆယ်ရတာပိုပြောဖို့ကောင်းတယ်နော် အဲ့ဆိုရင်ကျွန်တော်လည်းအဲ့လေးလေးစီးပြီးတော့ဆုံးလိုက်ဆယ်လို့ရ ရတာပေါ့ဒါကိုရွာလှေတွေပဲလေအော်တမ်းမွေလဲလှေပေါ်ရောက်မှပဲဒီစုံအိုးလေးမျောလိုက်တော့မယ်နော် ဟုတ်ကဲ့ကျေးဇူး ကိုပေါက်ကြိုင်ကျမတို့လည်းလှေပေါ်နေတော့မျောကြရအောင်လေ ဟိုဒီကပဲပြောလိုက်ပါတော့မိမရဲ့ ။အော်လာပါကိုပေါက်ကြိုင်တနေ့မှတစ်ခါပြောရတဲ့ဟာလာပါ ရှိတယ်နော် ရှိရလေပြောစရာအိတ်ခါ ကွမ်းသူဒီမှာကိုနေရကလေလေးခဏလောက်စီးချင်လို့တဲ့ ဟောပန်းမလာခွဲလာ ခဏကြိုက်ပေးဦး ကွာလာဟာလာရတယ်ကို ဟောဟော အဲ့တော့လည်းရောက်နေ ပေးရပြီရ အဲ့လည်းနော်ရကျေးဇူးပါဗျဟိုမှာပန်းပွင့်တို့နေနေပါအောင်မမသားနေရမယ်ဆုံးကမျောလို့ရ ရပြီအရင်စူတောင်းလိုက်အောင်မနော်
ဘာဒီခံချာနေတာလဲ မဟုတ်ပါဘူးမင်းကလေ အောင်မငါမသိမြတ်မှတ်နေလားကွာပြောမယ်ဆိုလို့မြန်ဖွင့်ပြောလိုက်မင်းကလေ ပြောချင်တယ်မပြောရဲလို့ငါအမေကိုလည်းပြောပြီးသွားပြီကွာဟိုစုံမျောဝင်နေကြလို့ရှိရင်အမေချွေးမောင်လက်ဆွဲပြီးခေါ်လာခဲ့မယ်လို့ငါပြောထားတယ် ဟာအဲ့ဒါဆိုပြောလေကွာမင်းမပြောမင်းကြံရင်ဖြစ်မှာဗောကွာမင်းကလေ မပြောရဲလို့ပါဆိုမင်းကလေငါဟိုလိုကန့်လိုက်ခံတယ်မင်းမမြင်ဘူးလား အော်မင်းကတော့တော်တော်အဖြစ်မရှိတဲ့ကောင်ပဲကွာဟေ့ဒီလိုလုပ်ကွာမင်းအစားငါပြောပြီးမယ်အစင်ပြေတယ်ဆိုရင်မနေ့ဖန်ပင်လက်ပြဆက်မှာတဝမ်းကျွေးမှာငါ့ကို ဘယ်တကယ်ပြောပေးမှာ တကယ်ပြောပြီးမှာပေါ့ကွာ တကယ်ပြောပေးငါလည်းတကယ်ကျွေးမှာပေါ့ ဂတိတော့ ဒီခရီးကွာ အေးပြီးတော့ ဟိုတီဘိုရောက်နေမင်းဘယ်လိုလုပ်မှာလဲ လူမော်ပါကွာမင်းငါ့ရဲ့အစွမ်းကိုစောင့်ကြည့်လိုက်ရော့ဟိုက်တာယူလား ဘာလုပ်မှာလဲ ခဏလေးစောင့်ကြည့်လိုက် ခုကဟိုဟိုင်ကြုံကလည်းပြောပါ ဟုတ်တယ်ပြအဲ့လိုမျိုးပဲလေဒီလိုလိုက်ပြီးတော့အဲ့လိုအိုးလေးတွေညံပြီးတော့ဆက်ဟုတ်တယ်ညို့တော့ပြီမယေ ရှင်းလို့လေမိုင်းနဲ့ဒီဆိုင်ကတော့ဆွဲရတယ်လို့ကွာ ကိုလေးကိုလေးတော်တော်ပြောခဲ့ရင်လားသိတယ်ရောက်ပြီတော်ပြီနော်လေ ကျမကြီးတော့ပြောခဲ့လား အော်အဖေစီခဏသွားလိုက်အောင်နော် ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကတော့လာ ဒီပတ်မွေဒီပေါင်းကငါမျိုးပြောကြတယ်ရှိလို့ပါ ဘာပြောမလို့လဲ ယူအာအင်းညံ့တော့ကွာငါ့ကိုလိုက်ပို့ မဟုတ်လေဦးလေးဒီမှာပြောကြရှိလို့ ကြောက်လို့ပါတော့ ဦးလေးပြောကြရှိတယ်ပြောနေဦးလေးလိုက်ပို့ပေးမယ်လေဦးလေး ဘယ်တော့ ဒီမှာမင်းအိမ်လိုက်ပို့ခိုင်းနေလို့ ဒီချာလေးတော့ပြောညနေကျရုံးကခဏလာကြာ ကိုလေးဘာတွေတွေးပြီးကြည်နူးနေတာ ဘာမှမဟုတ်ပါဘူးဗျာမင်းညာစုံမျိုးဝဲအဖြစ်ဖြစ်လေးတွေးပြီးတော့ကြည်နူးနေ အကိုလေးကပန်းမွန်းနဲ့နှစ်ယောက်တည်းလေတူတူစီးပြီးတော့ပျော်ခဲ့တာတွေးပြီးတော့ကြည်နူးနေတာမလား မဟုတ်ပါဘူးဗျာကျွန်တော်ငယ်လေးကနိုင်ငံခြားမှာနေတာဆိုတော့ဒီရွာရဲ့ချစ်စရာကောင်းတဲ့ဓလေ့လေးကိုကြည့်ပြီးတော့ကျွန်တော်ကပြောလို့ကူးစက်နေတာပဲဒီရွာလုံးကလည်းယူသားပွင့်လင်းပြီးတော့ဆက်ဆာနှောင်းနှောင်းနဲ့တော်တော်ပြောဖို့ကောင်းတာပဲ ဟုတ်တယ်ကိုလေးကကျွန်တော်တို့ရွာရဲ့ဆုံးမျိုးပဲအရန်ပျော်စရာကောင်းတာတယောက်နဲ့တယောက်ဘလောက်ပဲဆဆဘလောက်ပဲတော့စိတ်မစိုးကြဘူးကိုလေးရဲ့ အေးဗျာကျွန်တော်တော့ဒီရွာကိုရောက်တာမကြသေးဘူးမယ်ဒီရွာလုံးနဲ့ရင်းနှီးဖြစ်တယ်လို့ခံစားရတယ်အစားတော့ဗျာဒီမှာခဏလောက်နေပြီးဘန်ကောက်ကိုပြန်တော့မယ်အခုတော့ပြန်ကျင်စိတ်တောင်မရှိတော့ မပြန်လို့တော့မရဘူးသားအမေသားကိုခေါ်လိုက်တယ်ဆိုတာအမေရဲ့လုပ်ငန်းတွေကိုသားဦးစီးဖို့ခေါ်လိုက်တာအခုတော့အမေဒီမှာစက်တောင်မထားကြတော့ ဘာဖြစ်လို့လဲမေ ဘာဖြစ်ရမှာလဲကိုနဲ့အဆင့်တန်းမတူတဲ့ဟာတွေနီးစပ်သွားမှာဆိုလို့လေ အိမ်မနဲ့ဖုန်းတစ်လုံးနဲ့တစ်သေးတွေဖြစ်ပြီးစိတ်မသားရင်နဲ့ပဲတစ်သေးတွေဖြစ်ချွဲဝါတဲ့ဘွားတော့ပြောင်းတဲ့ဘွားအားလုံးမသေးတွေဖြစ်စိတ်ကြီးကိုကြောက်ပဲအားလုံးတစ်သေးတွေဖြစ်ခေကောင်းစပွင့်တာနဲ့ဖနီနော်တာကြီးမန်ပါတဲ့နေ့စဉ်ဘောနဲ့တွေကလဲกว่าအများကြီးဒီချိုင်များတဲ့ဂျီလီ PG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကြတာဝင်းကြောင်ရင်ဘေးရှောင်းဒါကချင်းလေးကောင်ကကြမအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားရမရှိဝေသူငွေထုတ်အရန်ကိုမြန်စကီကို slot ကစီနိုဂိမ်းများဆောက်ရန်တဲ့ဒါပဲလေ ဘာလို့ပြောနေလဲ ဟဲ့နင်ဘာလုပ်နေလဲသွား
တာမင်းဦးကြောက်ဆောင်သမီးကိုစိတ်ဝင်စားနေရလား ဦးချောင်းဆောင်သမီးဆိုတာ ပန်းပွင့်ကိုပြောတာဟဲ့ မဟုတ်ပါဘူးမေ မဟုတ်တာပဲကောင်းတယ်အမေကတော့လေဒီရွာဟာတွေကိုလေဒါအပျော်သဘောနဲ့တော့စိတ်ကူးမြင်စေခြင်းဘူး ဟုတ်တယ်နေရဒေါ်ယတနာသားဆိုတာနဲ့ခေါင်းညိတ်ဒူးထောက်ကြမယ်သူမျိုးရှင်နဲ့တပုံကြီးပဲမမရဲ့ပိုင်ဆိုင်မှုကြလဲမလောက်ဆရာပဲလေကွာ ကိုယ်စိတ်နဲ့နှိုင်းရင်တော့ရိုင်းတော့ တာလူကြီးကိုဘယ်လိုပြောလိုက်တာလဲ ဒီမှာဦးကမှာတချို့ကိစ္စတွေရတယ်ကိုယ်နဲ့မဆိုင်ဝင်မပါတော့ကောင်းကျွန်တော်သတိပေးတာ တာ မိုင်းနေရီ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  မလေးမထိတ်တာမလန့်တာရှိလိုက်တာဘာတွေဖြစ်လာတာတော့ မိုင်းနေရီဒီမှာလာပြီးစိန်ကြနေဟလားမိုင်းနေရီတော့ကြံရင်ဖြစ်တော့မယ်ကြံရင်ဖြစ်တော့မယ် ဘာချင်းရင်ဖြစ်မှာတော့ အော်ကျွန်တော်ကဒီလိုစကားမျိုးတွေဗျာပြောချင်တဲ့ကောင်မျိုးမဟုတ်ဘူးဗျာပြီးတော့ဂျားသုံးကြားတဲ့ဝင်နေတာမဟုတ်ဘူးမပြောတာပဲကောင်းပါလေဗျာ ဟဲ့ဒီပြောလို့လာမလားပြောတတ်မှာဘာတွေဖြစ်လာတာတော့ ပြောဆိုတော့လေပြောရမှာပေါ့ဗျာဥပေါက်ချိုင်းပေါ့ဥပေါက်ချိုင်း ကိုပေါက်ကြိုက်ဘာဖြစ်လို့လဲကိုပေါက်ကြိုက်အနောက်မှာအဝတ်လျှော်နေလေ အော်အဝစ်လျှော်နေဟလားအဝစ်လျှော်နေတာမဟုတ်ဘူးမအသက်ဖော်နေတာအသက်ဖော်နေတာဟုတ်တယ် ဘာအသက်ဖော်တာတော့ ဟုတ်တယ်အလန်းစရာကောင်မလေးတယောက်နဲ့တောင်းပြမှာချိန်တွေ့နေတာ အာမဖြစ်နိုင်တာ ဘာလို့မဖြစ်နိုင်ရမှာလဲအဲ့ဒီကောင်မလေးကျွန်တော်သိရဟိုဘက်ရွာတော်တော်လေးလဲနေတော်တော်လေးချော့တယ်ဗျခက်ငယ်လေးမာကြီးတော့ကြံရင်ဖြစ်တော့မှမြင်အောင်သေးတယ်ဗျာကြံရင်ဖြစ်တော့မှာဗျာ ဟဲ့ဟုတ်လို့လားဟဲ့မဟုတ်လို့နင်းနဲ့ငါနဲ့တွေ့မယ် အော်မယုံရင်လိုက်ကြည့်လေအဲ့ဒါလိုက်ကြည့်ကြလား လိုက်ကြည့်မယ်လိုက်ကြည့်မယ်ဟုတ်နင်းနဲ့ငါ တိုက်လို့လို့ အေးတော့နော်ဘာမှလည်းငါတို့ပါလား ကြည့်ပါတယ်ဗျာဟုတ်ပါရောက်ဖတ်ပြီးရှင်းနေလိုက်ကြရဲ့ ကိုပေါက်ကြိုက် လာပြီကိုလေးလာလာ နေကောမနင်တို့ညောင်လို့ငါတတ်မယ် ဦးလေးကျွန်တော်ပြောတဲ့အတိုင်းလုပ်နော်အဲ့ဒါမှဦးလေးအဆင်ပြေပါ ဟဲ့ရှင်းပါရှင်းပါတော့ဟဲ့ဘာလဲရှင်းပါတော့တယ်တော့တော့လေ အဲ့ဒါငါရဲ့အချစ်စစ်အချစ်တစ်လေ ရှင်းပါစကားပြောရှင်းပါစကားပြောဒီအချင်းတောင်းလာပြီလားဘာကြောင့်ရှင်းတာလဲ လှုပ်စမ်းပါနင်ကအဲ့ဒါတွေစိတ်ကုန်တာဟမ်ထားရနေစေရတော့ခေါ်ရင်လာခိုင်းတာလို့မရကြောဘောငါစိတ်ကုန်နေပြီဟာအခုချစ်လေရလေနင်းတဲ့ငယ်လဲငယ်လဲချောလဲချောတယ်အပြူသူရလည်းကောင်းတယ်မဟုတ်သူနဲ့လည်းအဆုံးတတ်တော့မှာ ရှင်တကယ်ပြောဟာလား ဟုတ်တယ် ကျမရှိကိုလိုက်တတ်မှာနော် တတ်ပါတက်လိုက်စမ်းပါဟာရှင်ရဲ့နဲ့သေးနေတာနော်နင်းနှိမ့်စက်မြောက်ငါခံရတာငါစိတ်ဆင်းရဲပြီငါမနေချင်တော့ဘူးတော်ပြီဟာ ကိုပေါ့ဆိုင်ကျမကိုထားခဲ့တော့မလို့လားကျမရှင်မိပဲနဲ့ကျမမနေနိုင်ပါဘူးနေ့တည်းကလည်းကိုပေါ့တိုင်းမိပဲနဲ့မနေနိုင်ပါဘူးအမားတွေတော့ကိုခွန်းတော့မထားခဲ့ပါနဲ့တော့မထားခဲ့ပါနဲ့ နေထိုးရပြေးမှာဆိုတာသိချလား ပြေမမယ်အဲ့လိုမလုပ်တော့ပါအဲ့ချိုးရလည်းပြေမမယ်တော့မထားခဲ့ပါနဲ့မထားခဲ့ပါနဲ့ ဦးကြိုင်ဟေးစိန်ကြနေရဘောလားဟမ်ကျွန်တော်စိန်နဲ့အနာနဲ့တဲ့သွားပြီနဲ့တူတယ်ဟဟလား မင်းကလည်းအခုမှပလင်မော်ထိုင်ရတာတော့じゃဖောင်းကားစားပင်လို့နံပါတ်အတုသုံးဆန်ပြစုဖြစ်သွားပါဦးမယ် ပြေးပါဗျာအခုလိုဘယင်းတစ်ပါးလို့လေမင်းမင်းထိုင်နေအောင်တွေ့ရတော့ကျွန်တော်ရင်ထဲမှာဝမ်းတောင်လုံးစို့သွားလို့ပါ လုံးစတိတ်တိတ်လေးဆိုင်မင်းကြီးစု ဟုတ်ပါနဲ့ စပါနေတယ် တိုင်း အေးဟေး ဟဲ့မောင်လေးလက်မိုင်ဘယ်တော့ရောက်နေရတော့ ဟောအမကြီးကျွန်တော်အခုပဲရောက်တာအမကြီးရဲ့ ကဲငါကြောက်ပူလေးကြော်လာတယ်ဝီစကီနဲ့တောက်လိုက်ပါအောင်ကိုကိုတိုင်းမောင်လေးနေရောတောက်အောင်မလား ဟာကျွန်တော်မတော့တော့ဘူးကျွန်တော်ခဏနေလှေထွက်ရမှာ ဟလားဟဲကိုကိုတိုင်းဝီစကီကကုန်နေပြီနတိကိုပြောတာမဟုတ်ဘူးဝယ်ထားတာအများကြီးပဲရှိရလှမ်းအောင်လိုက်တာမဟုတ်ယူလာမှာပေါ့ ဒါလေးကုန်မဒါလေးကုန်မ သိစမ်းပါဦးအမကြီးဟမ်အရန်ကိုပြောင်းလဲသွားရယ်နော်ဟိုရင်ချင်းလိမ်မှာတင်တန်းနေပါလိမ့်များအမကြီးတက်ရတာလား ဘယ်နေရလဲမဟုတ်တာ ဟုတ်ကျွန်တော်ဒီအိမ်ရောက်လို့ရှိရင်လေတနခါသွေးနေတဲ့ဦးချိုင်းခမင်းချက်နေတဲ့ဦးချိုင်းအဝိရှော်မီးကိုတိုက်နေတဲ့ဦးချိုင်းပဲကျွန်တော်တွေ့ခဲ့ရတာအခုလိုမြင်လိုက်ရတော့လေဟိုကျွန်တော်မျက်လုံးတော့ကျွန်တော်မယုံနိုင်ဘူးဖြစ်သွားတယ် အမ
မားတို့တော့မိမကောင်းမိမမြတ်တွေကတေးတဲ့ခါကြလို့ရှိရင်နက်ပြည်ရောက်တယ်တဲ့မောင်လေးရရှင်းလား ရှင်းပါတယ်ဗျာရှင်းပါတယ်အခုလိုကြားမြင်ရတာဝမ်းလဲဝမ်းသာလုံးပါတယ်အမားတို့လင်မယားကိုကြည့်ပြီးတော့လေဟိုကျွန်တော်တော့မှမိမယူခြင်းတဲ့ဒီဂရီတောင်တဖြည်းဖြည်းတိုးလာတယ်လို့ ရမယ်ငါကောင်ရေအခုလိုပီတီဝေဖျားနေတယ်တီတီကေခါစံပြလင်မယားကိုတွေ့မှာတော့မင်းဒီလိုပဲဖျားတော့မှာပေါ့ငါကောင်ရေ ကြီးကျယ်တွေပြောနေပါလား ကိုကျိုင်းငါဘာလို့မဖွင့်တာလဲကိုကျိုင်းပူမှာပေါ့ ။အော်နေဒီလေးရေအခုလိုလျှက်စစ်စိန်ခံပစ္စည်းတွေကိုမသုံးညင်ပါဘူး။နေဒီလေးကိုယ်တိုင်ခန့်ပေးတဲ့လေးအေးလေးကိုခန်းစားခြင်းတာ ကိုကျိုင်းကလည်းအစိုးရမပြောခဏဆောင် ။တွေ့ရနော်တွေ့ရနော်။ညချန်လေးလောင်းမှာ အော် စကြဝဠာ ပူခံပြောနေနေစကြဝဠာဆွေးပြရမှာပေါ့ အားကြောင့်ခင်ဗျားတော့မဟုတ်တော့ဘူးကြာနော်အားကြောင့်ခင်ဗျားတော့နှစ်ယောက်တယောက်ဖြစ်သွားပြီနော်နည်းတော့များသွားပြီကျုပ်ကလူပြိုလေးပါဗျာကျွန်တော်လည်းနေပါအားနာကြပါဦးနော်အခုချက်ချင်းမိမကောက်ယူရလဲကျွန်တော်မှရီးသားတော့ရှိတာမဟုတ်ဘူး အမလေးပန်းမွှင်းရှိရလေမသိဘူးများမှတ်နေ တော်ပါမရအဲ့ဒီပန်းမွှင်းရလေအဝေးရပြဒုံးနဲ့ခောက်ပါ ။ဘာကြီးကိုဝေးပြိုက်ဘာကိုဒုံးနဲ့ခောက်လိုက်တာ ကဲပါဗျာအဲ့ကိစ္စတွေရှင်းမနေနဲ့ရှင်းပိုရှုပ်တယ်နော်အဲ့တိုင်းလေးပဲမှတ်ထားလိုက် ။မိမအဝေးပြိုက်ဒုံးနဲ့ခောက်တယ်သိလား သိဘူးလေဘာကိုပြောရဘာကိုတုံးနဲ့ခောက်တာတော့ ။ဟာလည်းကပါဒီကောင်ပေါက်ပါစေရှောက်ပြောနေတာဖြစ်မှာ။ဘာမှဖြစ်ရှိတဲ့ကောင်မဟုတ်ဘူး။တမ်းမွေးနဲ့ဒီလောက်ချိန်လုံးနေကကရှိနေတာတော့မှမစွန်ပါဘူးဒီကောင်ကောက်ရိုးပုံဆောင်နေအာဦး အဲ့ကျွန်တော်စော်ကားတယ်ဗောဟုတ်လားဟမ် ဟုတ်ချစ်လို့စားလေ ကျွန်တော်ချစ်လို့ဆိုင်ဦးလေးဒုက္ခရောက်သွားမယ်နော် ဒီလိုက်ငါတို့ဒါလေးစိတ်ဆိုးစရာလား အဲ့လိုပဲပြော ဒီလား ကဲပါကျွန်တော်အလုပ်ရှိသေးတယ်မိုက်ကျွန်တော်သွားလာဦး အေးမောင်လေးအေး ကောက်ရိုးပုံလား တို့ပြောနေကြရချင်းမဟိုနေ့ဆိုင်ငယ်ဘောကလေအဲ့ဒါ အေးမောင်လေးအကိစ္စကိုအမသိလို့အခုလိုပြောင်းလဲသွားတာ ဒီတိုင်းလေးကောင်းပါလေဒီတိုင်းလေးကောင်းပါလေငါတွေ့ရနော် တတိထားနော်ကြာတတိထား မင်းလေးပြန်ဝင်လာနေကြလို့ရှိရင်ပန်းမွန်းတို့ဆိုင်မှာခောက်ဆွဲကြအဝဝဲချင်း မဖားနဲ့နော်တတိထား ဒီပါဟာအဲ့တော့အေးချလာပြီကွာ ကိုကျိုင်းဒါလေးကောင်းအောင်တောက်လိုက်ပါအောင်ပြီးရင်နင်းပေးမယ်နော် မင်းမေးဦးမလား ဘာမီဘူးအမေမကြမ်းမဆိုလို့အော်ခေါ်လာတာဒီရလေရိုက်မယ်ဆိုတော့ဤပဲပြေးရတာမောတာမေယာတောက်ရီလေးတစ်ခါတော့တိုက်ပါလား မောရသိလိုက်မတိုက်ဘူးငါမှတော့ဘသူနဲ့ဘာဖြစ်ခဲ့လဲလို့စိတ်တွေပူလိုက်ရတာခါတည်းဟုတ် အမေကလည်းတာချစ်လို့စတာပါအမေရဲ့ မင်းကိုပြောလိုက်အဲ့တိုင်းပဲငါသာမင်းလည်းငယ်တော့တာမဟုတ်ဘူးတီတီငင်ငင်လေးနဲ့အိမ်တော်ပြဖို့စဉ်းစားပါလားတာကြီး ဟိုအမေကလည်းဗျာဘယ်ရထားစီစီဒီဘူတိုင်းစိုက်နေတော့တာပဲ စရမှာပေါ့မင်းပြောတော့လေစိုးမျောတဲ့ပွဲညကြလို့ရှိရင်အမေချွေးမလေးကိုလက်ဆွဲအိမ်ခေါ်လာမယ်ဆိုပြီးတော့ဖိုးကြော်ရွှဲယူခေါ်လာတယ်မင်းတို့ဖိုးကြော်နေကြိုက်နေတာ ဘယ်လဲကြက်ရမှာလဲအမေကအဲ့ဒီနေ့ကလည်းအဲ့ကောင်နောက်ဆက်လို့နော်မဟုတ်လို့ကတော့လေတာပန်းပွင့်ကိုရေစကားအတီပြောမှာ မင်းတီပြောလဲ तू ကလက်ခံမှာမဟုတ်ဘူးမင်းအဲ့လိုပေါ်တော့နေလို့ရှိရင်မင်းတို့ဘယ်မင်းခရမှာကြိုက်မှာမဟုတ်ဘူး ဒီမမေဒီနေ့ကစပြီးတော့အဲ့ဒီမိမယူဖို့ကိစ္စတစ်ခုတည်းပဲလုံလဝရိယရေးထားပြီးတော့တာလှုပ်တော့မှာနော်တာအဲ့ကိစ္စတစ်ခုတည်းပဲဇောက်ချပြီးလှုပ်တော့မှာအမေရဲ့ မယုံရေးချမယုံမယုံရေးချမယုံ ဒုက္ခပဲ လူတွေကလည်းကွာဒီနေ့ကျွန်တော်ပန်းပွင့်ပြောပါမယ်ဆိုတော့မများတယ်ဒီကမှအလူလိုကြနေရပဲ အေးနော်ဟာရောဒါအလူအိမ်မဲလေကွာ ဟောဒါအလူနေမဟုတ်သေးဘူးလေကွာဒီနေ့အချက်ပြုတ်နေပဲရှိသေးကြည်စက်မအောင်လူတွေကလည်းများတယ် ပြတ်တော်ဖြစ်နေလား ဖြစ်လို့မရဘူးပေါ့နော်ပန်းပွင့်ကိုကြောင်လဲကောင်နေအများကြီးငါဥမဖြစ်မယ်မဟုတ်ငါကြံခဲ့မှာ အေးအဲ့ဒါတော့ဟုတ်တယ်ကွာမင်းကကွာတိတဲ့ချိန်တော့ရှိတော့အချိန်ခါလေးတော့စောင့်တော့ကွာနော် ပြီပါ ပြီးတော့အများကြီးချာတော့ညာလဲတော့ငါတို့ကော်ဖီလေးပါတိုးလိုက်တော့ကြိုက်မှာပေါ့မာကြီးရဲ့လောက်ထားအောင်ပေါ့ ဟေးရအဲ့ဒါမင်းတို့ခွင်ပဲ အဲ့တော့ခွင့်ရေးပဲအေးငါတော့ပြောတယ်ဟုတ် အောင်ပြင်းပါ ဟိုင်း ရမေးတယ်မိတဲ့ ကြောက်မေရင်နဲ့ထပ်ပြန် မ
ရလေဗျာဒီချိန်ကြမှာတခါလေရင်တွေကိုမတောက်ဝဲနေပါလားလို့ မပြောများဟောဟဲ့ ဗျာပဲလေကြီးတော့ထဲမလို့လေ ယူတော့တယ်ဒီဘက်မှာလေ သိရဲ့ဒီနေ့နဲ့ဝိုက်သွားမလို့အမေရလေဗျာပန်းမွေပန်းမွေငါနေကိုပြောစရာရှိလို့ဟာ ဟောပြောစရာရှိလဲနောက်မှပြောစမ်းမှာငါကော်ဖီသွားဖျော်ပေးရအောင်မယ်နင်လည်းရင်တွေးသွားထည့်ရမှာမလားသွားထည့်လေးသွား အေးပါအားလေကွာအဲ့ချစ်တယ်ဆိုတော့ဘလို့ပြောလို့ပြောအောင်မဟုတ်မသိဘူး အော်ချစ်တာကိုချစ်တယ်လို့ပြောလိုက်ပေါ့အယူရဲ့ဒါလည်းတော့နားမလဲဘူးဗျာ ဟုတ်ကဲ့တမျိုးဟိုက်ဟုတ်တာပဲချစ်တာကိုချစ်တယ်လို့ရိုးရိုးလေးပြောလိုက်ရင်ပြီးနေလို့စားဟုတ်တယ်ငါအဲ့လိုပြောပန်းပွင့်နေကောင်းငါဟိုငါခုနပြောချင်တဲ့စကားလေးပြောလို့ရပြီလား ဘာပြောမလို့လဲ ဒီလိုကဟိုနင့်ငါအော်ဒီလိုကလည်းပြောနေတာတော့မထွက်တော့ဘူး တက်ချက်ချင်းနဲ့နေဘာဖြစ်နေတာလဲ ဟိုအေးပါပြောရမယ်ဟိုချစ်လို့ လက်ပိုင်ဒီလောက်ထိအလုံးရှုံနေတာကိုနင်ကငါ့ကိုချစ်လို့စတာပါလို့ပြောချင်သေးလို့ ဟိုမဟုတ်ပါဘူးဟာဟိုမနေ့ဟို အေးနေမိုင်အတော်ဆရာတော်ကြောင့်မဦးရီခေါ်ရသွားတယ်မလားလိုက်ခဲ့အောင် โอเคခဏလေးပေါ့ကျွန်တော်ပြောစရာလေးရှိလို့ပါ မင်းပြီးကလုံးနေလားအချိန်မရှိတော့ဘူးဟာ ကဲသွားစမ်းပါသွားလိုက်သွား ဦးလေးရာ သွားပါ အေးလုံးဟုတ်လားမဟုတ်ဘူး တို့တွေကလည်းမြောက်သေးလားဟဲ့ငါဘာလေးချင်းနေရောကောင်းရဲ့လား တော့မတော်လေးရတင်သိမ့်နာမှာရှင်နေတော့တိတ်မကောင်းဘူးဗျာ ဟေး အလောနဲ့ချင်းနဲ့ဘာဖြစ်လာကြရလဲ နင်းမိုင်လေးလှေစိတ်မှာဒိုင်ယာရင်းနဲ့လဲနေလို့တဲ့ အော်ဟာရလားဒေါ်လေးရဒေါ်လေးသာရောင်းရတာမဟုတ်ဘူးနော် ဟောဒီရေးထဲမှာမယုံဘူးဖြစ်နေတယ်ဟာငါတို့မျက်စိနဲ့တွေ့ခဲ့တာ လာ ဘလို့ဖြစ်တာလဲပြောစမ်းဘလို့ဖြစ်တာလဲ ။အိုးရွာကိုလူသိန်းတွေကမီးရှို့ပြီးဓမြတိုက်မျိုးတိုင်မိနေတာကိုဒီကောင်ကြောက်တော့ဒီကောင်ဝိုင်းလုံးချတာဗျာ။တော်သေးတယ်ဗျာကျွန်တော်လည်းဥပုပ်ကျန်းရောက်တော့ဒီကောင်ထွက်ပြေးသွားတာ အမေကတတိုင်လာတိုင်ဟဲ့ငါတော့ဆေးဘောလုံးကြပါဦးဆေးဘောလုံးကြပါဦးတွေ့ရစိတ်နေပါလား တက်ကြီးပေါ့ဝါနဲ့တူတယ် ဘာလဲကြပါတော့ ။ဟုတ်လေအနီရောက်ယူခိုင်းတာလေဟမ်။တွေ့သေးဆိုတော့မင်းမြင်ဘူးလို့လားယူကြီးရဲ့။မသိဘူးလေကွာငါလည်းအချောင်းမပေးရယူတာပေါ့ကွာ။မင်းကစားတဲ့ရောက်မှအယောင်ပြောင်းမယ်ထင်တာပေါ့မင်းကလည်း တယ်ဗျာပတ်ဝန်းကျင်လည်းခေါ်ခဲ့ပါဘာလို့အမေပဲခေါ်လာတော့ဟမ် မင်းအဲ့လိုလုံပေါင်းနဲ့တမ်းမွန်ရှုံးမမဟုတ်လေအဲ့တော့မင်းမေကိုခုလုံးလောက်ရတာပေါ့ကွာ 你说你啊，这这年来的不好啦？ လက်ပိုင်နင်တော်တော်လိုနေပြီနော်ငါမှတော့နင်ကိုစိတ်ပြီးစာကိုပြစ်ထားခဲ့ရတာ ညီကလည်းချစ်လို့စားတာပါတဲ့ကွာတွင်းရမှာလေဆိုကောင်မအနီအောင်နေမထွက်ပဲအစိမ်းအောင်နေထွက်တယ်ဆိုမှတော့ငါလုံးသမျှအားလုံးသွားပြီပေါ့ကွာ 嘿，对呀，把路安了喽。 ဒီလိုဟေးဒီလိုပန်းပွင့်လေးသူ့တနာလောင်ဓာတ်ထိုးခံရလို့သွေးတန်ပါတယ်ဆိုပြီးလိမ့်တာသွေးကအနီမအမဲအစိမ်းအမှာတော့တွားပြီပေါ့ဟာ 对生气性安的多，大苗不？ ဟုတ်ပါဟေးဟုတ်ပါအဲ့ဒါမျိုးဖြစ်တာဟဲ့ မင်းကဘာဖြစ်သွားတာတော့ ရောင်သွားတာသူ့ကြည့်ပြီးရောင်သွားတာပါကွာ မလေးရှင်ရလဲအစားတော့တော်တော်တန်တယ်နော်ဒါနဲ့ကျမရှိရငှားသွားတယ်ဟိုတနေ့ကခေါင်းဝင်နဲ့စပင်တူးနဲ့ရောဘာလို့ဖို့လဲအဲ့ဒါစားနာဖို့ပဲလား မဟုတ်ပါဘူးဟာအဲ့ဒါတကယ်အကူညီလိုတဲ့လူအတွက်လေငါအတီးတန်းနဲ့လေကူညီပေးလိုက်တာပါဟာ ဟဲ့အဲ့ဒါဆိုကန်တူးရှင်ရရော ကန်တို့ရှင်ကဥပေါက်ကြိုင်းမော်ငကားနိုင်ပြီးမယားမနိုင်တဲ့မရေယောက်ကြီးကိုကယ်မတော့မူလိုက်တာဟေး ဩအဲ့ဒါကြောင့်သူ့မိုင်းရကလို့ခေါ်ကြတာ哦 ဟုတ်တယ်ဥပေါက်ကြိုင်းကမယားငငယ်လေးယူပြီးသူ့ပြစ်ထားမှဆိုလို့အခုဆိုရင်လေဥပေါက်တော့ဘာမှမခိုင်းရတော့ဘူး ဟုတ်တယ်တောက်တခင်လင်းအိုဖျားဆိုပြီးတော့အပီကိုပြုစုနေတာနော်အရက်ဆိုရက်ကြက်ဆိုကြက်ပဲသူတို့လင်မြန်းညက်ကိုကြည့်ရလေဟိုကြားတော့ငါတော့မနာလို့ခြင်းလို့ဖြစ်လာတယ် စိတ်တိတ်စိတ်တိတ် မိုင်းနေ ညင်ကြီးရှင် ခင်ဗျာ နင်တို့တွေပေါင်းပြီးငါ့ကိုလုံးချန်ကြတယ်ပေါ့ဟုတ်လားတော့ပေါက်ကြတယ်ခင်ဗျာဒီနေ့ရောက်စားပြီးရှင်ဘဝအရင်ပေါင်မဲ့အတိုင်းပြည့်ပြီးတောင်မဲ့အိမ်လိုက်ခဲ့လားရှင်လည်းကျမနဲ့တွေ့မယ် အဲ့တော့လိုက်ခဲ့ကြပါဦးကွာ ကျမတို့ခေါ်နေတယ်
သွားပြီငါကူညီခဲ့ပြီအကုန်လုံးအလက်ကားဖြစ်ပြီဟေ့ဥပောက်ကျိုင်းတော့လေအရင်ဘောက तू ပြန်ရောက်ပြီကွာသွားပြီ ငါ့ကိုအချိန်နေတယ်လို့ထပ်ဆောက်ပါကွာငါအခုတော်တော်လေးကိုကြက်နေလို့ပါခုတော့9တိုင်မှလည်းငါလည်းငါချင်မဟုတ်တော့ဆိုတာမင်းလည်းသိတာပဲပြီးတော့မမငါဘောလည်းအယုံကြည်မရှိတော့ဒီကြားတဲ့သူ့သားနေရတမျိုးကွာငါတော်တော်လေးအာယုံနောက်နေတာ ဖေအောင်အဲ့ဒါမိကိစ္စပဲလေလောင်းလာလောက်တယ်ဆိုတာနိုင်ရင်စားရှုံးရင်ရောပဲဟေးမင်းနိုင်တော့ပြုံးပြုံးလေးယူရတယ်နော်အဲ့ဒီတော့မင်းကငါလက်ငယ်ရှင်းပေးလိုက်တယ်ဟေးအခုမင်းရှုံးလို့ကြွေးမှတ်ထားပါဆိုလဲငါလက်ခံပေးခဲ့တာမင်းကိုယုံကြည်လို့အခုတော့မင်းကဂရီးတွေဖြတ်တယ်ငါတိတ်စိတ်မရှိချင်တော့ဟေးအောင် အဲ့အာစီကိုပေးရမယ်ငွေမောက်ကတော်တော်များနေပြီအရှင်းရှင်းပြောပြမယ်ဒီဘယ်နေ့နောက်ဆုံးထားပြီးပေးမှာ ဟုတ်နောက်ထပ်တလားနောက်တော့ထပ်ဆောက်ပြီးပါမယ်အကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်နော် ရှုပ်တယ်ကွာမင်းကငါတလားချိန်ပေးမယ်ငါနောက်ဆုံးမယ်နော်ငါနဲ့တော့ဇာလာမရှုပ်ဘူးရှားကြီးပါအောင်လဲဆိုတော့မသိဘူးမင်းရဲ့အကြည့်ကိုမကြိုက်မင်းငါ့ကိုမျိုးကြီးတော့လွယ်လွယ်နဲ့ဆက်ဖြောက်ဖို့တော့စဉ်းစားတမျိုးလုံးပြကြအောင် ပြေးပါကွာငါစကားတီးစရာမလိုငါခရီးပြေးပါတယ် အေးလွယ်လွယ်နဲ့ခရီးပေးပြီးခြေရဖြောက်သွားဖို့လည်းမစဉ်းစားနဲ့နော်ကြာကြီးရဲ့အကြောင်းသားတွေကနေရာနှံ့မှရှိတယ်တလားနော် အောင်ပလေးပီတိဝေပြာပီတိကေဟာတံပြလင်မယာမလေးအိမ်နဲ့ကြီးဘုရားကိုလာကြည့်ပါအောင်လပိုင်းရေခွေးဦးကောင်းသားတမွတ်တဲ့ဆိုတာဒါမျိုးပြောတာနေမှာဟာ ဘယ်လိုနေနေရလဲစိတ်မပါဘူးလား မလေးပါတယ်စိတ်ကတအားကိုပါတော့ဇွတ်ပါနေစိတ်က စိတ်မှန်တိတ်ထားနေလေ အေးနေ ဖေအပူထုတ်ပြီးအောင် ဟောအပူလည်းတော့မလားစိတ်ကဘာမှမဘူးလေအပူကိုဖြာကနေထွက်သွားသေးရမလေး စိတ်ချနေ ခင်းနေလို့နော်ဒါဝကြွေးပဲချီရဲ့အင်းကွက်ကိုရှင်သမဲ ကိုပေါ့ကျိုင်းစိတ်ကြနေတယ်ဗောဟုတ်လား ဒီလိုပဲဟောလာပြီကွာမိမနေမနေစိန်ကြမလားကွာ တင်နာကောင်းလေးဘာလာရှုပ်ပြန်ပြီနင်းမျက်နှာကိုမြင်ရတာငါဥရတောင်ရားတယ် ကျွန်တော်ကဥပောက်ကျိုင်းကိုတနာလို့ကူညီလိုက်တာပါအခုလည်းလေမိုင်းနဲ့ဒီကကျွန်တော်စိတ်ဆိုးနေတယ်ဆိုလို့အဲ့ဒါကြော့ပြီးတော့တောင်းပန်ဖို့အတွက်လာခဲ့တာပါ ဒီပေါ်လေကြော့ပြီးတော့တောင်းပန်မယ်ဆိုတော့လေခွင့်လို့ရမှာပေါ့ ဦးလေးပေါက်ကျိုင်းနဲ့မိုင်းတို့ပေါ်မှာကျွန်တော်လွန်လွန်ကျူးကျူးစားခဲ့မိတာတွေအတွက်လေကျွန်တော်ခွင့်လို့ပေးပါဗျာနော်ကာယကံဝစီကံမနောကံနဲ့ပြင်မမင်းကြီးရလေးရှိနေကျွန်တော်ခွင့်လို့ပေးဦးနော် အေးခွန်းပါတယ်ကွာတာဒုကဲငါတို့ကဲလင်းပိုင်မင်းလည်းငါကြုံလို့ဆုံးမအောင်မယ်ကွာ ဟုတ်ကဲ့ မင်းစတာနောက်တာကြီးစေတာတွေရှော့တော့ငါကောင်ရဲ့နော်အကြည်စားတန်ကရံများဤတဲ့ဘာအောင်မနေနဲ့မင်း အဲ့မှာကျွန်တော်လည်းဆင်ញင်ပါမယ်အခုကလည်းအိမ်အောင်ပြုတ်ဖို့အတွက်ကျွန်တော်စဉ်းစားနေပြီဆိုတော့နောက်ကိုတင်တက်နေနေပါတော့မယ်ဗျာ ကောင်းတယ်အဲ့ဒါအကောင်းဆုံးပဲငါတို့စိတ်ချမ်းသာတယ်ကွာလို့ကြားတာ ဟုတ်အဲ့လိုကျွန်တော်ခွင့်ပြုအောင်နော် ဟာရောမဟုတ်ကဘာလို့ပြန်ယူလာတော့ငေါ့တော့မဟုတ်လား မဟုတ်ပါဘူးအမေတို့က ဘာဖြစ်လို့ဒီမှာချတာတော့ ဟောလေးလို့လေ ဒီကောင်ကဒီမှာကူလေးမှာငါသုံးမထားတာကွာဒီကောင် ဦးရမှာလှုပ်ချိန်မှာစိန်ကြနေပါလား မမတို့ကလား ဘလို့ဖြစ်တာလဲကျမဖုန်းဆက်တော့လေရှင်ကဖုန်းပိတ်ထားတယ်အလက်ကောင်နဲ့ခေါ်ခိုင်းတော့လေရှင်ပေါ်မလာဘူးရှင်ကျမအလုပ်ကိုစိတ်ဝင်စားသေးရဲ့လား စိတ်ဝင်စားပါတယ်မမနဲ့ပတ်သက်တာတွေအားလုံးကျွန်တော်စိတ်ဝင်စား ဘုရားမ ခမရစကားအပြောဆိုလို့နည်းနည်းလေးစင်ကြင်ကောင်းပါဒေါ်ရနာမွေးထားတဲ့သားမူဂျူကြောင်သားရွယ်မဟုတ်တော့ ငါတို့ကလည်းကွာဦးကရိုးရိုးသားပြောတာပါမကျွန်တော်ကိုခေါ်ခိုင်းတယ်ဆိုတော့မကျွန်တော်ဘာခိုင်းတယ်ဟင် ခိုင်းရရှိလို့မဟုတ်ဘူးရှင်းစရာရှိလို့ ရှင်းစရာရှိလို့ ဟုတ်တယ်ရှင်ပြီးခဲ့တဲ့လားလာကျုပ်စင်းကိုလေကျမကိုရှင်လာမအပ်ဘူးကျမအသက်ဝယ်ထားတဲ့ဆက်လေးကိုရှင်ပေါင်ထားတယ်ဆို မဟုတ်တာမမလည်းမမဘူးပြောကျွန်တော်ပြော သူပြောရမှာလေဆက်လေအပေါင်ခံထားတဲ့လူကခမရအတိုးမတက်နိုင်လို့တဲ့ကျုပ်တို့လာပြောတာဗျခမရဗျအမေဘလောက်တော့တိတ်ခါကြမသိမဲ့အမေအဲ့ဆက်လေကိုပေါင်ခိုင်းလို့ဖြစ်မှာ အော်မင်းနေလို့မမရဲ့မြေကိုလေးတစ်ခွက်တန်တန်နဲ့လေခဏတစ်ပြုတ်ဆွဲထားခြင်းနဲ့ငွေလှည့်လိုက်တာပါမမကိုတိုင်နေလဲမမအာယုံနောက်နေမှာဆိုလို့ပါအဲ့ဒီမြေကွက်လည်းမမတို့အတွက်ပါပဲအခုရောင်းတော့အရမ်းမြင့်နေပြီတော့မမ
ကိုကမှာရှင်အဲ့လိုလုပ်ပေါင်းအရှမ်းများနေပြီနော်ကျမအလုပ်အတွက်ယုံကြည်အားကိုးထားရတာကိုရှင်ကအခွင့်ကောင်းယူတယ်ကျမဆက်ပြီးတော့တီးမခံနိုင်တော့ဘူးအခုရှင်းရမယ့်ကိစ္စတွေအကုန်လုံးကိုရှင်ကျမနဲ့အမြန်ဆုံးလာရှင်းပါပြီးကျမလုပ်တော့ရှင်မတို့တော့ဘူး မမကျွန်တော်လှုပ်ထုတ်လိုက်တာပေါ့ ဟုတ်တယ်ဒီနေ့ကစပြီးတော့အမေလုပ်ငန်းအားလုံးကျုပ်ဦးစီးပြီးလုပ်တော့ခမရမလူတော့ခမရပေါင်လာတဲ့ဆက်လေးကိုအမြန်ဆုံးပြန်ရွေးပြီ တဲ့ရပန်းပွင့်ကြောက်မော်တော့ပဲသူကသေးကြတယ်နော် သိကြပါတယ်ကွာမနေ့ကငါတွေ့လိုက်တယ်ငါကဘယ်သွားမှလဲလို့မေးလိုက်တော့ကြောက်မော်ရသွားမလို့တဲ့မိကရပဲစောင့်သူပြန်လာမှာ အေးပါ ဟိုမှာလာပြီလာပြီလား ဟိုလာပြီဆိုပြီးမင်းဘယ်သွားမလို့လဲ အော်အေးငါသွားမှာလေမင်းပုံနေငါပုံနေသိကြအောင်အပိုင်ပြောနော်အပိုင်ပြော အေးပါ ချက်ဒီမှာ နင်ကအဲ့လိုခေါ်ပြန်ပြီလား အာနင်းလေငါချစ်လို့စတာပါပန်းပွင့်ဟိုနင်းကြောက်မော်ရပဲသွားတယ်သူ ဟုတ်တယ်လေ ဘာသွားလို့လဲ အကျွေးတော့တောင်းတာပေါ့ ငါလေဟိုနင်းကိုပြောကြလေးရှိလို့ငါအဲ့ဒီစကားကိုပြောဖို့အတွက်လေငါမနေ့ကိုတက်တိတ်ဝေးခဲ့ရတာ ဟာလေနင်ကဆရာပတ်စံချီးမလို့လား အာဘယ်ပတ်စံချီးရမှာလဲဟာနင်းရတယ်ဒီလိုကနင်းကငါချစ်တယ်ဟာ ဟမ် နင့်ကအရန်ချစ်တယ်လို့နင့်ဘွားတစ်ခုလုံးလေကာကွယ်ဆောင်ရှောက်ဖို့အတွက်ငါ့ကိုအခွင့်အရေးလေးပြပါဟာငါ့ကိုပြန်ချစ်ပါငါ့ကိုပြန်ချစ်ပါ အိုးနင်ဘလို့ဖြစ်တာလဲချထားမှာ မထောက်ဘူးဟာနင်ငါ့ကိုချစ်တယ်လို့မပြောမချင်းငါမထောက်ဘူးဟုတ်ပြီလား နင်တကယ်ပြောနေရလား ဩချက်စုမရဲ့နင်ချက်ကလေးဆိုပြီးတော့ခေါင်းဝင်လေးနဲ့လေတောင်မြမအဲ့လိုလေးရှောက်ပြေးနေတဲ့အချိန်ကတည်းကနင့်ကချစ်ခဲ့တာပါဟာ အေးလေနင်ချစ်တယ်ဆိုတော့လေချစ်တယ်ပေါ့ အဲ့ဒါဘာပြောရလဲနင်ကအဖြစ်ပြန်ပေးတာလား ဟုတ်တယ်လေ ဟာလွယ်လိုက်လား။အော်အဲ့လိုလွယ်မှန်းသိလို့ရှိရင်ငါအစိုးရတဲ့ရေးတဲ့ကပြောပါတယ်ဟာဒီတော်လွယ်တာပဲ။ဟောချစ်ဖို့ကောင်းတယ်လို့ နင်ကတကယ်ချစ်တယ်ဆိုရင်တော့မိသားဖသားပြီးတော့လာတောင်းပေါ့ ။ဟာတောင်းမှာပေါ့ဟာလူကြီးမိဘစုံရံနဲ့ကိုလာတောင်းမှာဟုတ်ပြီလား။ဟုတ်ဒါနဲ့ငါဘယ်တော့လာတောင်းအောင်မှာ မနှက်ဖန်ဥပုံနေစိုင်ပိတ်တယ်ဆိုတော့အိမ်မှာလာတောင်းလေ ။မနေ့ပြန်နင်တော်တော်အချိန်ယူလိုက်တာပဲဟမ်။ဒါပေမဲ့ကောင်းပါလေ။ပြီးရောအမနေ့ပြန်လာတောင်းမယ်နော်ဟုတ်ပြီလား သွားရမယ်အေးနင်ဘယ်လိုက်လာ ။အော်နင်နဲ့ငါနဲ့ချစ်သူတွေဖြစ်သွားပြီဟာအတူပြန်အောင်လေနော် မပြတ်ညက်မအောင်ငါအခုရှက်နေတယ် ။အော်ဒါရှက်နေရလား။ อืม อ๋อအေးပါရှက်တင်ပါနဲ့ရှက်အားမလားနဲ့နော်အမေနော်အဲ့ကြောင့်ကျုပ်ကိုအထင်မသေးပါနဲ့လို့ပြောတာမနှက်ပြန်ကြရင်အမေလိုက်တောင်းပေးဖို့ဆိုပြင်သားပြီတော့ ။ဘောင်းလေမင်းဒုက္ခရှာလို့ကွာ။ဦးလေးကဒီလိုအကောင်းစားတွေမဝတ်တတ်ပါဘူး။ဟိုဝတ်ရမယ့်နေရာလည်းမရှိဘူးလေကွာ။မင်းဟာပြောင်းနဲ့ဆိုတော့တန်ဖိုးကလည်းကြီးမှာ။မောင်လေးရဲ့သိတဲ့အတိုင်းပဲလေဦးလေးကအိမ်နဲ့ဆိုင်နဲ့အိမ်ချက်ဟဲပြုတ်ဟဲနဲ့ဒါပဲလုံးချလဲနေတာလေဒါတွေဝေးရမယ့်နေရာမရှိဘူးကွပြန်ယူသွားလိုက်နော်ဒါ ဟောဦးလေးရေကျွန်တော်ပေးရလက်ဆောင်ပြီးတော့လက်ခံပေးပါဗျဟိုဘာဖြစ်ပွဲလန်းသပင်ပါညာတော့လဲဒါလေးပို့လို့ရတာပေါ့ ဟုတ်ပါတယ်အဖေရဲ့ဟိုကိုနေရဲ့စေတနာနဲ့ယူလာပေးတာပဲလက်ခံလိုက်ပါ ဟုတ်ပါပြီညာကျေးဇူးတင်ပါတယ်နော်အော်ဒါနဲ့မောင်လေးရဲ့မင်းတခါတော့ဦးလေးကိုပြောဥပါတယ်ဗါတဲ့ဟိုမွေးပလဲလုပ်ငန်းအဲ့လုပ်ငန်းမင်းတို့မစသေးဘူးလား အမေကတော့ကော်တောင်းကိုသွားခိုင်းနေဘူး အေးပေါ့ ဒါပေမဲ့ကျွန်တော်မသွားနိုင်ဘူးဖြစ် ဒီလိုပါပဲကွာလုပ်ငန်းတွေများတဲ့လူဆိုတာတော့အချိန်လေးရတယ်ဟေးအဲ့ဒီအချိန်လေးထဲမှာပဲအလုပ်လုပ်ရတာဆိုတော့ဘယ်အားနိုင်မှာမလဲသွားဖို့လာဖို့မလွယ်ဘူးလေဆင်လေးကလှတယ်ကွာကိုမလည်းအုပ်စုလိုက်ဗျာဟာဒါမျိုးတွေနဲ့ပဲပြောင်းနဲ့အာကောင်းလို့ဒီမိုင်တော့သားမိမလားကတော့ဘွဲဒီရွက်လို့ဗျာလူဆုံးတက်ဆုံးဘယ်သွားရမလဲမသိဘူး ဒုက္ခပါပဲသူကလည်းတကယ်လာတယ်တော့ ဦးလေး တော့သားမိလို့ရကတော့ဘွဲဒီပါရွက်ဘယ်အလူသွားကြမလို့တော့ အလူသွားလို့မဟုတ်ဘူးလေမိမလာတောင်းတာဗျ မင်းမတောင်းတော့မှာအာမသူ့သမီးတို့ ဦးလေးသမီးလေ ဟာသမီးဟဲ့အောင်မင်းဘာတွေလုပ်လာတာဟမ် ဟဲ့ပန်းဝေနေဦးလေး အိမ်မနဲ့ဖုန်းကလုံးနဲ့တထေးတွေဖြစ်ပြီးစိတ်မသားရင်နဲ့ပဲတထေးတွေဖြစ်
တာနဲ့ဖရီနော်တာကြီးမန်ပါတစ်နေ့စဉ်ဘောနဲ့တွေကလဲကွာအများကြီးလူကြိုက်များတဲ့ချီလီ PG slot များငါပြစ်မလားဘောဝဲနဲ့ကစီနိုတွေစော့ကတာဝင်းကြောင်ရင်ဘေးရှောင်းဒါကချင်းလေးကောင်ကကြမအဆုံးဖြတ်များကြအန်သာလုံးပဲပြောင်းမလားဘယ်ရမရှိဝင်းသူငွေထုတ်အရန်ကိုမြန် Lucky Go slot ကစီနိုဂိမ်းများဆောင်ရမ်းတဲ့ဒါပဲလေဘာမှရှင်းပြထားဘူးလား ဘာမှပြောထားဘူးလား နင်တကယ်လာမယ်လို့မထင်လို့ငါလည်းမပြောထားဘူးပေါ့ဟဲ့ ဟာပေါင်းရတဲ့တကယ်မလားပါလေဟမ်နေမဲ့မနေရပြောတယ်လေဒီနေ့ကဥဝုံနေတဲ့စိုင်ပိတ်တယ်လာတောင်းမှဆိုငါလာတောင်းတာလေဟာနင်ကလေ ဟုတ်လားသမီးနင် ဟုတ်တယ်ဖေး ဟုတ်တယ်ဆိုရပြီဒါဒီကတာအစင်ပြေပြီအထမြောက်ပြီ ဘယ်နဲ့အစင်းပြေထားမြောက်ပါလေဒီမှာအုပ်ထိန်လူတွေကွာငါပန်းမွေးရဖေမင်းတို့ငါ့တော့ကြိုပြောမှာပေါ့ကွာဘယ်နဲ့သမီးနင်သူ့ကိုကြိုက်လား မကြိုက်ပါဘူးဖေးဟိုသမီးလည်းသူ့လိုပေါ့ချစ်လို့စားလိုက်တာပါ ဘာလို့ချစ်လို့စားလဲနင်စကားကိုအဲ့လိုဗျမ်းမလာမပြောနဲ့နော်နင်ကလာတောင်းမှာဆိုဒီမှာအုံပွဲငါပြောပွဲနဲ့ငါလူကြီးစုံနဲ့လာတောင်းတာနေဟာနင်ကလေ မသိဘူးလေနင်ကလူတွေကိုဘယ်တော့စကားအတီပြောဘူးလို့လဲ ဟာအဲ့ဒါဒီကအတီဟာဒီကအတီလို့တတ်မှတ်လိုက်နော် နင်အတီပြောလဲငါမယုံ ဟာတော့ပြောတော့ဟာဘယ်သူမှအတိမယူဘူးအတိမယူဘူး ပြောတော့အတီလေ तू ကလာတောင်းမှာဆိုလာတောင်းတာလေဒီမှာကိုလုံးငါကတော့ဝဲနဲ့တိုက်ပတ်နေပြီငါအခုဘာလို့မှလဲပြော ဒီလိုပါကလည်းဟိုဂရိုဝေးလေးအာနာဘောကောင်းတော့ကွာဟိုနီးစားရတယောက်ကိုဝင်တောင်းလိုက်ကြမှာ အဲ့လိုချုံးလို့ရပါလားပေါ့လားပေါ့မလို့ပါဗျာဒီကျွန်တော်စားခံပေးလို့ ဘယ်လိုလုပ်ကြမလဲနင်ကဆက်ခွင့်ရပြီဟုတ်တယ်နော်အလကားနေဆက်ခွဲတော့မခံနိုင်ဘူးမရဘူးပါလားနင်ကတော့ထားလိုက်ခဲ့ရောလေးတော့ဝါ ချစ်လို့စားတာဆိုရင်တော့ပြဿနာမရှိဘူးနဲ့ချစ်လို့မှားတာမှာဆိုရင်မှားတော့ရင်ငါတော့ကြွေးပြီပေါ့အဲ့လိုတော့ဖြစ်မခံနိုင်ဘူးလည်းမိုင်းခမ ्या ကိုအားနာပဲမဲ့လေကျွန်တော်ပန်းမှုဖွင့်ပြောမှဖြစ်တော့နင်မဟုတ်တာ ချော့ပါဦးလေ မမီလိုက်လို့ကွာငါလုံးနေရတယ် ဟိုစိတ်လျှော့ပါဦးလေ အေးပါကွာ လေအဲ့ဆိုရင်ကျွန်တော်ပြန်လိုက်အောင်နော် အေးပါကွယ်ဟုတ်ပါပြီအေးပြန်တော့ အဖေဟိုအဲ့ဆိုကိုနေရဲကိုခြံထဲထိလိုက်ဖို့ပေးလိုက် အေးလိုက်ပို့ပေးလိုက်နော် ဖွင့်ပြပါ အေးပြန်တော့တာ ခုနကိုလင်းမိုင်နဲ့ကြော်ဝဲနဲ့လာတောင်းတော့တော့မလန့်မတော့ မလန့်ပါဘူးအဲ့ကောင်ကချစ်လို့စားတာပါဆိုအများနဲ့နောက်နေကြလေအားကြောင့်မို့သူ့လိုမျိုးပဲချစ်လို့စားတာပါဆိုပြန်နောက်လိုက်တာဒါပေမဲ့အဖေရှစ်မှာဆိုတော့နည်းနည်းတော့ရှင်တော့ပါပေါ့ ကျွန်တော်လည်းရှင်တော့ရတယ်လေ ကိုနေကဘာလို့ရှင်တော့ အမန်ဖေကကိုလင်းမိုင်လာတောင်းတာကိုလက်ခံနိုင်မလားဆိုပြီးတော့ကျွန်တော်ရှင်တော့ပါတော့ကျွန်တော်သစ္စာစကားတစ်ခုတော့ပြောချင်တယ် သစ္စာစကား ဟောရီကဘာလောကကြီးတိုင်တယ်ပြီးတော့ကျွန်တော်ပြောမယ့်သစ္စာစကားအဲ့ဒီသစ္စာစကားပင်လေကြီးခန်းချောက်သွားတော့မှကြံရှိနေမယ့်သစ္စာစကားပြီးတော့ကဘာလောကကြီးတစ်ခုလုံးပြတ်သုံးသွားရင်တော့စัจ java လာရင်တူတူရှိနေတဲ့သစ္စာစကား တဲဆိုရဲစကားပါလားပြောပါအောင်ဘယ်လိုသစ္စာစကားလဲ ကျွန်တော်ပန်းမလို့ချက်တယ် ကိုနေရကလည်းသစ္စာစကားဆိုပြီးတော့ရီးစားစကားပြောတာလား သစ္စာစကားဆိုတာမှန်သောစကားကိုပြောတာကျွန်တော်ပန်းမလို့ချက်တယ်ဆိုတဲ့စကားလည်းမှန်သောစကားဆိုတော့သစ္စာစကားပဲပေါ့ပန်းမရင်ကျွန်တော်သစ္စာပြန်ထားနိုင်ပါတယ် တမွေစဉ်းစားပေးပါမယ် ပန်းမစဉ်းစားပြီးမယ်ဆိုမယ်ကျွန်တော်ကျန်တတ်ပါတယ်ဗျာကျွန်တော်သွားလိုက်အောင် ဟုတ်
ပေါင်နိုင်နဲ့ချိုးစမိုးကလည်းအပြည့်ဒါဘာစတိုင် ရီးသားစကားတော့ပြောမဲ့စတိုင်လေးအမေရဲ့ ဘာလို့တော့ပြောမှာလဲ ။ဩဘာသူရှိရမှာလဲ။အမေချွေးမလှလှလေးပန်းပွင့်ကို လုတ်ပြန်ပြီဟိုနေ့ကရီးသားပြောပြီးလို့လာတောင်းမှဆိုလို့သွားတောင်းတာလေအဆက်ကွဲပြီးပြန်လာတယ်အဲ့တော့မမသိဘူးလား ။အမေကလည်းဗျာ။အဲ့တုန်းကဒါပျောင်ဆက်ဆက်နဲ့ရီးသားကတော့ပြောလို့ तू ကနောက်တယ်ထင်သွားတာ။ဒီတကားကလေတီတီတက်တက်လေးနဲ့ရီးသားစကားကိုအတိပြောမှာ။ရီးသားစကားပြောပြီးပြီဆိုတာနဲ့သူ့အဖေစီမှာတခါလေးလက်ထပ်ခွင့်တောင်းမှာနော်။သူ့အဖေသဘောမတူဘူးဆိုလို့ရှိရင်လည်းဒါတခါလေးပန်းပွင့်ကိုခိုးပေးမှာ။အဲ့တော့အမေကတားတော့အထုပ်ပိုးလေးတွေပြင်ဆင်ထားပြီနော်မင်း ဟိုလေချင်းချင်းချင်းနဲ့ငါအောင်များ ဟာအမေနှိမ့်မြန်ပြီအမေတောက်ကိုနှိမ့်မြန်ပြီအမေစောင့်ကြည့်လိုက်ပါနော်ဒီတကတကယ်စောင့်ကြည့်လိုက်ဩအမေ ပါတော့ အမေကမီးကိုယောက်ျားလေးလိုချင်တာလားမင်းကလေးလိုချင်တာလားတခါတည်းပြောတော့အမေအမျိုးမျိုးမလုပ်နဲ့တားမကြိုက်ဘူး မလေးငါငကကြီးနဲ့လာပြီးတော့ အမေ ပါတော့ယောI need a less sheep wago by side to train. A day time at that deed waking man. The lone dog I paid a mango, knock and Jimmy man. Let trigger up your the llama again. Min train, I yet a tree, on the time to machine. A team was open, such Jimmy again. When how Jones are lily, can I hear the man? And now ship yet Pamela so again. Maybe they don't, me children, the Yashi, she was it all. Memory la, Papa, they don't. Maybe they don't, we got it, ship yazing up, Gabon. Michi in it. Was it all? Loka yet name yen tama simply the lonely yen. Shop kerek young land we jate. Nunya ne membo alego sana lolo. No sailor now let be piange. Maybe they don't, me children, the yashi le she was it all. ဖြစ်မှာဖြစ်လေလက်ကောင်ရဲ့မင်းဟာမသေးကောင်းမပြောက်ကောင်းတော့မင်းတို့ပြဿနာဘယ်လိုဖြစ်ကြတာလို့ အကိုလေးနဲ့တော်ရတနာတော့မရှိတော့ကိုကမော်ဒိုင်ကိုလာပြီးပြဿနာလာရှာတာသူ့ကျန်တဲ့လာစာတွေထုတ်ပေးဆိုပြီးဇွတ်တောင်းတာကိုလေးကကျွန်တော်မှာထားတယ်ကိုကမောင်နဲ့ရှင်းရမယ့်စင်းတွေအများကြီးကြံသေးတယ်တဲ့သူပါလာတော့မပေးပါနဲ့ဆိုတော့ကျွန်တော်ဘယ်ပေးရမလဲအဲ့ဒါကိုမပေးရကောင်းလားဆိုပြီးကိုကမောင်ကျွန်တော်စထိုးတာကျွန်တော်လည်းမခံနိုင်တော့ပြန်လို့တော့ကျွန်တော်ကောင်ရိုက်ခွဲသွားတာ ဟုတ်တယ်ဦးလေးရေကျွန်တော်တို့အချိန်မီရောက်တော့ကိုလက်ကောင်မသေးတာဦးရမောင်ပုံစံကြီးကအသေးသက်မဲ့ပုံကြီးဗျာ အဲ့ဦးအမောင်ဆိုတဲ့လူကြီးကတော်တော်လည်းရဲဆက်ရနိုင်တာပဲနော်သူ့ကိုဒေါ်ရတနာအလုတ်ထုတ်လိုက်တော့တနာခဲခဲတာနေမှာပေါ့ အဲ့မောင်ဆိုတဲ့ကောင်တော့ဝေးဝေးတာနေကြငါတို့တွေဒီကောင်မွေးတဲ့တရေကောင်းတဲ့ကောင်မဟုတ်ဘူးကွာတော်တော်အချင်းရုပ်တဲ့ကောင်ငါတင်ပြောရရင်လေလင်းပိုင်အဖေညိုကြီးတည်ရလက်တယ်မပေါ်ဒီကောင်းလက်ချက်ပဲဖြစ်မှတယ်ညိုကြီးမသေးခင်အဲ့မောင်တိုင်းမှာငါတို့ငါးသွားသွင်းတော့ပြဿနာတက်ခဲ့ကြသေးတယ် ဒီလောက်ပဲလားအမောင်မင်းကလည်းမနှဲလုံးလောက်ကွာ ဟေးညိုကြီးဒါဒီနေ့ပေါက်သေးပဲ ဟဲ့ငါတို့ပင်လန်ထွက်တဲ့စီဘိုးနဲ့ဈေးစည်းကနှုတ်လဲတို့တွေလောအားကတော့မကျန်လို့နဲပါတော့တိုးပေးပါကွာမင်းကလေ ဒီမှာရှင်းတို့မယောင်းကျင်ဆိုလဲတခြားတိုင်းပြောင်းအခုယူလာရင်ငါရှင်းတို့ပြန်ယူသွားလို့ရရင်နော် ဟောဟဲ့ကောဒီရွာပါလေနင်တို့တိုင်းနဲ့တော့ရှိအောင်ဆိုနင်တို့လုံးချင်တာလုံးကြပါအဲ့တော့နောက်တစ်ခါကျရင်ဟောပင်လင်ကပြန်လာလို့ရှိရင်ရွာကိုမဝင်တော့ဘူးတဲပြူကောငါ့ကိုတမ်းပြီးမောင်းမယ်တ
တဲလူကောင်းကလည်းဆိုကားစီနိုင်ဝက်လောက်ပဲကြာတော့ ဟောအဲ့ဆိုနီးပါတယ် ဟုတ်တယ်တန်းနေမင်းတို့လိုက်ပါလားအေးကျန်တဲ့ကောင်တွေမှာပြောလာအဲ့မှာသွင်းမယ်လို့ ယိုကြီးနင်းတော်တော်ဂျူကြွတယ် ဦးလေးလင်းပိုင်ဖေးသေးရတာဦးရမောင်ကြောင့်ဖြစ်နိုင်တယ်ဟုတ်လားဘလို့ကြောင့်လဲဗျာကျွန်တော်တို့သိရင်ပြောပြပါလားဦးလေး ယောက်ျားဖောင်စီမိန်းမယိုကြီးလည်းကန်နေတယ်ထင်ပါရဲ့ကွာယိုကြီးပင်လဲထွက်ပြီး2ရက်လောက်ကြာတော့လင်းပိုင်ကိုဝင်ကိုလွယ်ထားတဲ့မက်အိမ်ဘိုင်းနာဘိုးတွေအရန်သေးနေတဲ့ညမှာလင်းပိုင်ကိုတွားနေတဲ့အချိန် ကျော်ကမသိဘဲနဲ့ကြမ်းခဲ့တာပေါ့နော် ဦးလေးထင်ပြောရင်တော့ဒီကောင်လေးဖိုးကျော်ကိုသေပြီးထင်ပြီးထားခဲ့တာထင်တယ်ဖိုးကျော်လည်းကန်ကောင်းကျင်တော့အခြား5ပန်းလေးစီကသူတို့ဖောင်သားရောက်လာပြီးဒိုင်နဲ့လဲနေတဲ့ဖိုးကျော်ကဲလာလို့မသေးတာဖိုးကျော်သတိရလာတော့သူ့စိတ်ကပုံမှန်ချင်းနေမဟုတ်တော့ဘူးကွာမင်းတို့အခုမြင်နေရတဲ့အတိုင်းဖြစ်သွားတော့တာပဲ ဦးအမောင်ဆိုတော့တော်တော်ရက်ဆက်တာပဲ ပန်းမွင့်နင်းဖေရော ဟိုရှိရတော့လေဟိုဒေါ်လေးဘာကိစ္စရှိလို့လဲ တိတ်ကိုအရေးကြီးတဲ့ကိစ္စရှိလို့နင်းဖေကိုခေါ်လိုက်စမ်း ကျန်နာဘာလို့အရေးကြီးလာလဲ ကိုကြောက်ဆောင်ကျမခက်ရှင်းရှင်းပဲပြောမယ်ရှင်တို့သမတ်အမိဖမ်းဖို့စ조사နေတဲ့ကိစ္စကိုစက်တန်းရလိုက်နော် ဟာဒေါ်လေးဘာတွေပြောနေတာလဲ ပန်းမွင့်နင်ဘာလို့ယူကြအောင်စောင့်နေရလဲနင်နဲ့ငါသားအချိန်ကြီးအကုန်လုံးငါသိပြီးသွားပြီအေးအဲ့ဒါကြောင့်ဘာမှလွန်လွန်ကျွံကျွံမဖြစ်ခင်မှာငါအချိန်ပြီးလာတာနင်တို့လိုအစင်တန်းမျိုးနဲ့ငါတောင်ငါလုံးဝသဘောမတူနိုင်ဘူးအဲ့ဒါမှနင်ကမိုက်လုံးကြီးပြီးရှစ်ဆက်မယ်ဆိုရင်တော့နင်တိုင်းနဲ့နင်ကံမယ်နင်တို့လူမျိုးကဘယ်တော့မှငါချွေးမှဖြစ်လာမှာမဟုတ်ဘူး ရတနာနင်အခုပြောနေတဲ့စကားတွေကတော်တော်ရင်သိနေပြီနော်နင် ဒီလိုပြောမှတော်ကားကြတာတီးချက်စိုးလာမယ်ဆိုရင်တီးချက်ရင်တီးတဲ့စကားတွေပဲရှင်းလို့ကြားရလိမ့်မယ်အဲ့ဒါကိုနားမခံနိုင်ဘူးဆိုရင်နင်ငါသားနဲ့ဝေးနေကိုယ်အဆင့်ကိုတီးကြပါဟုတ် အမေအပြင်ငါ့မမပြောစမ်းအဲ့ကလေးနဲ့နင်ဘယ်အချိန်လေးထိရောက်နေပလဲသမီးပြောရ မဟုတ်ဘူးဖေမဟုတ်ဘူးသမီးနဲ့ဘာမှမဟုတ် အေးဘာမှမဟုတ်ရင်နောက်ကိုလုံးဝမပတ်သက်နဲ့အဲ့ဒီအကောင်မရဲ့သားနဲ့နင်လုံးဝကိုမပတ်သက်နဲ့ငါရှက်တယ်နော်ငါရှက်တယ်နော်နေမသိမနေမသိမကနေမသပါဦးလေးဟေးသာဟဲ့မင်းဘာလာလောက်တာလဲဟမ် ဟိုစိုင်းပိတ်ထားလို့လေဘာများဖြစ်တာလဲဆိုပြီးအိမ်လိုက်လာဦးလေးပန်းမွင့်လား မရှိဘူးရှိလဲမင်းတွေ့လို့မရဘူး ဘာဖြစ်လို့လဲဦးလေး ဟောမင်းတကယ်မသိတာဟမ်မင်းအမေကငါဆိုင်ကိုလာပြီးလူကြားထဲမှာအချက်ခွဲသွားတာကွာမင်းတို့သိတာတို့သားပါလေပိုက်ဆံမချမ်းသာပြီမဲ့သိခါတရားနဲ့နေကြတာဘသူစော်ကားတော်မှခံတဲ့ကောင်တွေမဟုတ်ဘူး အမေကဦးလေးတို့ဘာတွေပြောရလဲ ပြန်ပြောပြမှာရှက်တောင်ရှက်သေးတယ်ကွာမင်းသိချင်မင်းအမေကိုသွားမေးဖို့ကောင်းတယ်ငါပါဇက်ကလေမင်းအမေလိုအလေးကြစကားတွေမထွက်တတ်ဘူးမင်းပြန်มาတော့ကွာနောက်ကိုငါတို့နဲ့လုံးဝမပတ်သက်ပါနဲ့တော့နော်ငါတို့လည်းထပ်ပြီးအဆက်မခွဲပါနဲ့တော့ကွာအဆက်ကွာမခံနိုင်တော့ပါဘူးသွားပါတော့နော်သွားလိုက်တော့ ဦးလေးကျွန်တော်ကပန်းမွင့်ရိုးသားသားနဲ့တကယ်မြတ်တာရှိတာပါဗျာမေသဘောတူတူမတူတူကျွန်တော်ပန်းမွင့်ကိုရအောင်ရှူ ဆုံးဖြတ်ပြီးပြီမင်းအမေကလေငါ့ကိုသဘောတူပေးပါဆိုပြီးကြော်ပွဲကြီးရွက်ပြီးလာတောင်းရင်တော့ငါသဘောမတူတော့ဘူးအဲ့ဒါမင်းသိတယ်ပြန်လိုက်ပါတော့ကွာမင်းသွားလိုက်ပါ
ပြန်มาတော့ကွာငါတောင်းပါမှာလေလုံးဝမပတ်သက်ပါနဲ့ငါသမီးကိုလည်းတောင်းပါမပေးပါနဲ့မင်းပြန်มาတော့ကွာပြောင်းလာပါငါတို့ကမစ္စည်းမှာအကျွေးလာတိန်းတာနော်လောက်လာတောင်းနေတာမဟုတ်ဘူး အဲ့ဒီသဘောမဟုတ်ပါဘူးသူငယ်ချင်းဟိုအဲ့ဒီကိစ္စလေးမင်းတို့ကူညီမှရမှာပေါ့နော် ဟာဟဲ့ငါတို့ကကျွေးတောင်းကျူးရှင်းမဲ့လောက်တာလေကွာငဲအခုပြောတဲ့ကိစ္စပြန်ပြီးဆွဲရမယ့်ကိစ္စအာစီအခက်မသိလို့ခြေလိုလက်လုံးဖြစ်သွားတယ်အကုန်လုံးအထဲဝင်သွားမှာနော် ခဏနေပါဦးကွာငါစဉ်းစားနေဒီကိစ္စကိုလက်ခံလိုက်ရင်တော့တစ်ချက်ကိုနှစ်ချက်ပြတ်ပဲကွာဒီကောင်စီကကျွေးလေးလည်းပြန်ရမယ်ငါနဲ့ဟိုကောင်ကြားဘောင်ချလဲဖြီးပြီးသားဖြစ်သွားလိမ့်မယ် အဲ့ဒါကြောင့်ပြောတာဟောတကယ်ချင်းတစ်ချက်ကုန်ပြီးနှစ်ချက်တည်းမအောင်အပိုင်းပိုင်းမှာပြတ်သွားစရာမယ်အဲ့ဒီကောင်ကိုပြန်ပေးဆွဲလိုက်ရင်မင်းတို့ကဒီကရကြရှိအကျွေးလဲရမယ်ပြီးတော့မင်းတို့လည်းဝေစုပြန်ရမယ်ပြီးတော့မင်းနဲ့နေရကြပြဿနာလဲရှင်းပြီးသားဖြစ်သွားမယ်ငါမျက်စိမှာရှုပ်နေတဲ့အရှုပ်ကြီးလဲဟိုးအဝေးကြီးကိုလွင့်စင်သွားမယ်ငါလည်းအရင်လိုပလင်ပေါ်ကိုပြန်ရောက်သွားလို့ပါကွာငါ့ကိုကူညီပါနော်မင်းတို့အဲ့ဒီဝေစုနဲ့မကျင်တယ်ဘူးဆိုရင်ရမ်းတဲ့ပတ်စံတွေအကုန်လုံးမင်းတို့ကအကုန်ယူလိုက်ကွာနော်ဂျာကြီးလို့ ဒါအမေကိုတယောက်တည်းထားပြီးဒါတကယ်ထွက်သွားတော့မှာလားဒါရဲ့ဆုံးဖြတ်ချက်ကိုဒါပြန်မပြင်းတော့ဘူးလား တာဆုံးရပြီမေတာရန်ကုန်မှာခြေကြတာနဲ့အမေကိုတာလာခုံးမယ်နော် ဒါအဖေကောင်းချသွားတဲ့ဒီရွာလေးပါအဖေဘယ်တော့မှမခွာဘူးဒါကိုလည်းအမေအချိန်ကြီးထိပြီးအမေသားလေးစာတန်ထောက်တတ်တဲ့အကျင့်ဆိုတာငါသားကိုထခတ်သွားတာဒါရဲ့ ကျွန်တော်အားလုံးပြောသေးချင်လို့ကျွန်တော်ချစ်လို့စခဲ့တာပါဒါပေမဲ့အခုတမပြောနေတော့ဘူးတမပြောတဲ့နေရာမှာတော့တမတီးပြီးစီနေတော့ပြီနော်တတော်တော့မနော် အခုချိန်မှာပန်းမလို့တော့ဘယ်လောက်ထိနာကျင်ခံစားနေရမလဲဆိုတော့ကိုနားလဲပါကွာ ရှင်တကယ်နားလဲတယ်ဆိုရင်ကျမနဲ့ထပ်ပြီးတော့မပတ်သက်ပါနဲ့ ဟုတ်မယ်ပန်းမကိုဘယ်လိုပြောလိုက်လဲကိုပန်းကမစွန့်လို့နိုင်ပန်းမကိုတကယ်ချစ်တာပေါ့ကွာ ကျမကတော့ရှင်နဲ့ထပ်ပြီးတော့မတွေ့ချင်တော့ရှင်မေရဲ့ရင်သီးစော်ကားလွန်းတဲ့စကားတွေကိုလေကျမထပ်ပြီးတော့မကြားပြစေနဲ့ ဒီကူစားကိုတောင်းပါခုတကယ်တောင်းပါ ဒီချိန်မှာတောင်းပန်တယ်ဆိုတဲ့စကားလောက်ကရမထင်တော့ရှင်ထွက်သွားလိုက်ပါတော့ကျမပဲရှင်ကိုတောင်းပန်ပါတယ်ကျမအဖေပြန်လာလို့ရှင်ကိုတွေ့သွားတယ်ကျမကိုတတ်မှာရှင်ကျမကိုတကယ်တန်မိုးထားပြီးချစ်တယ်ဆိုတာကိုတတ်သိပြချင်ရှင်ကျမစီအထွက်သွားလိုက်ပါတော့ကျမနဲ့ရှင်နဲ့ရှေ့ဆက်ဖို့ဘူးမှမဖြစ်နိုင်တော့ပါ
နေရဲပါရှိတယ်ကွာသူနဲ့မှလာစုံနေရတယ်တွေ့တာပဲကောင်းပါလေအိမ်မနေဖုန်းတစ်လုံးနဲ့တစ်ထေးတွေဖြစ်ပြီးစိတ်မသားရင်နဲ့ပဲတစ်ထေးတွေဖြစ်ကျွဲဝါတဲ့ဘွားတော့ပြောင်းတဲ့ဘွားအားလုံးမထေးတွေဖြစ်စိတ်ကြီးကိုကြောင့်ပဲအားလုံးတစ်ထေးတွေဖြစ်ခေကောင်းစပွင့်တာနဲ့ဖလီနော်တာကြီးမန်ပါတစ်နေ့စဉ်ဘောနဲ့တွေကလဲကွာအများကြီးသူကြိုက်များတဲ့ဂျီလီPG slot များငါပြစ်မလားဘောဝဲနဲ့ကာစီနိုတွေစော့ကြတာဝေးကြောင်ရင်ဘေးရှောင်းဒါကချင်းလေးကောင်ကကြမအဆုံးဖြတ်များကြအန်သာတော့ပဲပြောင်းမလားဘယ်ရမရှိဝေသူငွေထုတ်အရန်ကိုမြန်စကီကို slot ကာစီနိုဂိမ်းများဆောင်ရမ်းတဲ့ဒါပဲလေကိုယ်မောင်နဲ့ချင်းကြားယူဟောဒါလည်းဟဲ့ဒါ我这些都起来ဘာလို့တာလဲလို့ဦးဝမ်းမောင်ခင်ဗျားဘာလို့အခုလိုလုပ်တာလဲယေစုကန်တက်တယ်မင်းမေကြောက်ပေါ့ကွာဟီးပခေါ်ကလူပြန်ဟဲ့လို့ကျေးဇူးကန်တာခင်ဗျားဗျခင်ဗျားကျုပ်တို့တားမိဘူးမဘယ်တော့မှကျေးဇူးရှိဘူးဟမ်ကျုပ်တို့တားမိဘူးမခင်ဗျားရဲ့ကျေးဇူးမူးလို့တော့ရှိကြမရှိဘူးနားလဲလား ကောင်းလေးမင်းမေခုလိုကြီးပွားတိုးတက်လာအောင်တွေးမတော်တားမဆက်ပဲနဲ့အစစရစီမံခံကုန်ပြီးနွားလုံးရောက်ခဲ့တာငါကွာအဲ့ဒါကျေးဇူးတရားမှမဟုတ်တာဗျခင်ဗျားအလုပ်သမားလေခင်ဗျားတန်တန်ကျပေးပြီးခိုင်းတယ်ခင်ဗျားမကျင်းနဲ့မလုံနဲ့ပေါ့ဗျခင်ဗျားလုပ်တဲ့လုပ်ရထောင်လေးရောက်သွားတယ်ဟာမင်းရတာတလေရပါလားဟမ်ငါပဲထောင်ထဲရောက်မလားမင်းကပဲတင်ញံကုန်ရောက်မလားမကြဘူးဖြစ်ဆောင်နော်ယာယီဒီကောင်ငွေနဲ့လဲမဲ့ကိစ္စသူ့မေကိုကြောင်းကြဖို့အောက်နဲ့တိုင်မအောင်မင်းတို့လည်းကောင်တော့ဆောင်ကြည့်ထားလိုက်ရှို့တာကွာ အမအမေတော့ကိုင်းနေဘယ်လို ဦးလေးဟေးကျွန်တော်တော်တွေရှိတယ်ရန်ကုန်မှာကျွန်တော်သွားနေတော့မလို့ဗျာ အလဲပဲလား မဟုတ်ဘူးမိုင်းကျွန်တော်ပြီးသွားနေတော့မှာ မင်းရလေကွာမင်းတကယ်ပြောနေလားဦးလေးတို့နောက်နေ ကျွန်တော်တကယ်ပြောတာပါဦးလေးဒီနေ့ကစပြီးကျွန်တော်ဘသူ့ကိုမှမစားတော့မနှောက်တော့ပါဘူးကျွန်တော်တကယ်ပြောတာပါ အေးကွာဦးလေးတို့လည်းငါ့တူချောင်းချားစိတ်แท้ကိုမကောင်းဆဆရကိဆိုင်ကွာ ဟုတ်ကဲ့ပါဦးလေးကျွန်တော်ခွင့်ပြုပါအောင်နော်ကိုနေရဲ့ကိစ္စကိုဦးလေးတို့အကူအညီတောင်းလို့ရလားဟုတ်ပြီဦးလေးဟေးဦးလေးခဏလာပါဦးကျွန်တော်ပြောကြရစီ ပြန်ပြီလဲကွာလုတ်ပြန်ပြီဟာတော့ ကျွန်တော်ပြောကြရစီလို့ ပြော ကိုနေရဲ့ကိုလေဦးဝမ်းမောင်နဲ့ဂျင်ဂျာရီတို့အဖွဲ့ကရိုက်နေပြီးတော့ဖမ်းသွားတယ်အဲ့ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တာအဲ့ဦးလေးကိုလေရဲစခန်းကိုသွားကြောင်းကြားပြီးတော့တွားကယ်လိုက်ပါဦးဗျာကျွန်တော်လည်းခီးသွားကြရှိလို့ မင်းရလေလေတောကန်လေးလာကန်နေကိုငါတို့လာချက်နေပြီနင်ပြောတော့ဘယ်သူမှမဆတော့ပါဘူးဆို အမကြီးရဲ့ကျွန်တော်မစပါဘူးဗျာကျွန်တော်တကယ်ပြောနေတာပါ ငါတော့မယုံရေးချမယုံဟေးမယုံရေးချမယုံ ဟေးဟာမင်းခီးသွားကနေကိုဗျမ်းမလာတွေမလုပ်ပါနဲ့ကွာကိုယ့်ကိုအေးဆေးသွားတဲ့မှာငါတို့ကရွာမှာကြံခဲ့တဲ့လူနော်မင်းစကားယုံပြီးရှောက်ပြောလို့အကုန်တိုင်ပတ်ကုန်မယ်သွားကျွန်တော်တကယ်ပြောတာဦးလေး မယုံဘူးရ ဦးလေး မကြက်ဒုက္ခပဲကွာငါပြောတာကိုလည်းဘယ်သူမှမယုံကြဘူးနေထိုင်နေကိုနေရတော့ဒုက္ခရောက်တော့မှာ ဟုတ်ကဲ့ခင်ဗျာ
ဘောမောကြီးဟာမမကြီး အေးအမေဒီလေမရမလာစဘူးအလားထူးဟာလေကန်းကြီးလမ်းလျှောက်လာကြတာဗော မဟုတ်ပါဘူးဗျာဒီမှာကျွန်တော်မိမလေးတမ်းမွင့်ရဲ့လက်အပြည်ချင်းကချင်းစလေးနဲ့တမင်းမြူလေးနဲ့စားကျင်တယ်ဆိုချင်းချင်းတက်နေလို့ပြောဟုတ်လား ဟဲ့ချင်းချင်းတက်တယ်ဆိုတော့ဥပောက်ချိုင်းကြီးတော့အသက်ကြီးမှခလေးချီရတော့မယ်ဖြစ်တယ်နော်မဟုတ်ပါဘူးပန်းမွေရဲ့မာကြီးကပန်းမွေလိုက်ရစားချိန်ရုံမှာဘာကုံဝဲမှမရှိပါဘူးဒီလိုရအဲ့လောက်လည်းမစွမ်းပါဘူးပန်းမွေကချစ်လို့စားတာပါမာကြီးရဲ့ပန်းမွေရလဲနော်လက်ပိုင်းတငယ်ချင်းလို့မပြောရအောင်ဘုဒ္ဓရှုတက်တယ်ရှောက်ပြောပြီးချစ်လို့စားတာပါလို့ပြောတတ်နေပြီ တော်တက်နော်လားအေးလပိုင်ဆိုမှလမ်းအောင်တကောင်နဲ့တွေ့ခဲ့သေးတယ်လားကိုကြီးမဲအထုပ်ပိုးတွေဆွဲလို့ဗျာသူ့တော်ရှိတဲ့ရန်ကုန်အပြီးသွားတော့မှာတဲ့ ဟမ်လက်ပိုင်းကရန်ကုန်မှာအပြီးသွားနေတော့မယ်ဘာဖြစ်လို့လဲ ဟောအဲ့တော့ငါလည်းမသိပါဘူးဟာသူဒီမှာမပြောတော့လို့နေမှာပေါ့ လက်ပိုင်းကလည်းပန်းမွေတော့ဘာမှမပြောပါဘူး ဟောငါသမီးရလေကွာဒီကောင်နဲ့တော်တော်ယုံနော်အဲ့ဒီကောင်ကြောင့်လဲငါသမီးကသိတဲ့အတိုင်းပဲဒီကောင်တွေးသမျှလူအကုန်လိုက်ကြနေတဲ့ကောင် ဟုတ်တယ်ဖြစ်နိုင်တယ်အထုပ်ပိုးတွေနဲ့ကျွန်တော်တို့ရုံအောင်ပြတ်သွားတာဖြစ်လိမ့်မယ်ဟုတ်လားပြီးတော့ဗာထပ်တောင်ပြတ်သွားသေးတယ်ဗါတဲ့ဟိုဟာတဲ့အမ်းမောင်တို့ဂျင်ဂျာကြီးတို့အဖွဲ့ကနေရဲရိုက်ပြီးထားတော့ဟာနေရဲလေကွာအဲ့ဒီကောင်အတန်ကိုငါမကြားချင်ဘူးအဲ့ဒီကောင်သူတို့ရိုက်ပြီးခေါ်တက်ပြီးတော့ပဲခေါ်သွားကွာအဲ့ဒီကောင်ကြောင်းပြောမယ်ဆိုရင်ငါဆိုင်နောက်ဘယ်တော့မှမလာနဲ့မင်းတို့ကျွန်တော်တော့မှလည်းကိုရမေ့သွားလို့ပါ ဒီမှာကွာကဲနောက်ဆင်းရကွာ ပန်းမွေပြည်စင်းကချစ်စက်လေးတွားချက်လိုက်အောင်မယ်နော်မြန်ချက်ခဲ့နော် ။ယောလူမောတော်ပဲကွာမင်းဒီမှာရှိမှရှိပါမယ်လို့ငါစိုးရိမ်နေတာ။ဟာရေးကြီးတော့ပြန်တယ်ဘာဖြစ်လာရလဲကွာအထုပ်ပိုးနဲ့ဘယ်သွားမလို့လဲ။ဟာထားလိုက်ပါအဲ့ဒီကိစ္စတွေအရေးမကြီးဘူးနော်။မင်းကအရေးကြီးကိစ္စပြောမလို့။ကိုနေရဲဟုတ်လေ။ဥဝဲမောင်တို့ဂျင်ကြားရီတို့အဖွဲ့ရိုက်နှက်ပြီးတော့ခေါ်သွားတယ်။ငါကိုယ်တိုင်တွေ့ခဲ့တာကွာ။သူတို့ဘယ်နေရာခေါ်သွားလဲဆိုတာလည်းငါသိတယ်။ကြွားပြင်းကလေဟိုစိတ်ရောအဟောင်းကြီးထဲမှာဟေ့ဒါမျိုးကနောက်ဆရာမလို့လာနောက်မနေနဲ့ရောမင်းရလေကွာဒါလူတယောက်ရဲ့သေရေးရှင်ရဲ့ကိစ္စကွာမင်းကနောက်ပါမလားဟေ့မင်းငါပြောတော့တစ်သက်လုံးမယုံရင်နေကွာဒီတခါပြောတော့မင်းကယုံပေးရအောင်ဟာအဲ့ဆိုငါတို့ဘယ်လိုလုပ်ကြမလဲအဲ့လိုတို့ကွာမင်းရွာလူကြီးတွေတွားပြီးအကြောင်းကြားနော်ပြီးအဲ့ဒီစက်ရုံလိုက်ခဲ့ငါတော့အဲ့စက်ရုံအရင်တွားပြီးတော့အခြေအနေကြည့်ထားလိုက်မယ်ဟုတ်ပြီလားစိတ်ချရအောင်မင်းတတိထဲထားအောင်လို့ရအေးပါမင်းကမစိုးရင်နဲ့ရုံကုန်လည်းပြောအေးပါဟဲ့ငါလိုက်ခဲ့မယ်သွားလောက်ကန်ကြပါမလို့စစ်ပြီးပါနော်တော်ပဲကိုရလုံးသားပါပေါ့တက်ကလေးချုပ်နေလို့တော်သေးရအေးပါဟုတ်တော့မင်းဘာလာလောက်တာလဲ ကျမသားမနဲ့တည်းကပြောက်နေလို့ဒီကိုရောက်နေလားဆိုပြီးလာကြည့်တာ မလာပါဘူးလာစရာလည်းအကြောင်းမရှိဘူးအတော့သားကိုကျမတို့နဲ့မပတ်သက်ဖို့အပြက်ပြောခဲ့ပြီ မနင်းသိတာနင်းသားငါတို့နဲ့လာပတ်သက်လို့ငါသမီးအများလက်ခံရအောင်လေငါနင်းသားကိုရိုက်တာမှာရတနာနင်းရှားစရာရှားသလားဟာနင်းသားပြောက်တာငါဆိုင်လာမရှာနဲ့တခြားနေရာသွားရှာထွက်သွားအဲ့ရနာနင်းသားမဖုန်းရှင်းမလားဖုန်းဆက်လိုက်လေ ပေါက်ကျိုင်းရယ်ဖုန်းဆက်တာမရဘူးဖုန်းပိတ်ထားလို့ပေါ့ အဲ့ဒီမှာနင်ငါဆိုင်ကိုမယုံသင်္ကာဖြစ်နေတယ်ဆိုရင်နင်ဝင်ရှာလိုက်ရှာနင်တိုက်တော့ရှာမတွေ့ဘူးဆိုလို့ရှိရင်ငါဆိုင်ကိုဘယ်တော့မှမလာနဲ့ဘာကိစ္စနဲ့မှမလာခဲ့နဲ့တော့ရှာဘာလဲဟာတော်ရနာလည်းရှိအတော်ပဲဗျာနေရဲကိုအမောင်နဲ့ကြားလို့ဖွဲ့ရိုက်ပြီးဖမ်းသွားတယ်ကောင်းတယ်ကောင်းဒီကောင်နိုင်ကလည်းပြောသေးတယ်ဒီကောင်ငါနောက်နေတယ်အောင်မေလို့မင်းသေးချလို့လာရဟုတ်တယ် तू မနောက်ဒီကအထီပြောတာကြောက်ကိုရွာလူကြီးတွေခေါ်ခိုင်းလိုက်တယ်လက်ပိုင်ကတော့အိုက်ဖွင့်တော့လိုက်သွားတယ်ဗျလူမောနင်တကယ်ပြောနေရလားဟုတ်တယ်တော်လေဒီကိစ္စမျိုးနောက်ဆရာတို့အတီပြောနေတာလူမောဟိုကောင်လေးပိုင်ကလိုက်သွားတယ်ဟုတ်တယ်အိုက်ဖွင့်တော့လိုက်သွားတယ်ဟာဒီကလေးကလည်းဒုက္ခပါပဲကွာဒီကြာကြီးတို့အဖွဲကလက်ရဲစေဒီကောင်နာတော့မယ်ကွာဘလို့ကြမယ်ဗျာဟဲ့ငါစိတ်မချဘူးကွာအဲ့ဒီကောင်လေးရှိတဲ့နေရာငါပြစမ်းတော့မယ်လာဒီမှာမင်းရွာလူကြီးတို့ခေါ်ပြီးခဲ့ဘယ်နေရာလုံးစံကဖုန်းဆက်ကြလားခုတော့
ကျေးဇူးပါရတယ်အဲ့ပြောနေတာအတိဟိုမှာဟိုတော့တော့ရုံမာတဲ့လူပဲဟမ်ဟာတတိကျုံကိုထုတ်ပေးတယ်ဟဲ့ထုတ်ပေးတာညိုကြီးသားညိုကြီးစားတိုင်းမှာပဲလားဟမ်ထိုက်သွားပြီကွာမင်းဖေတော့လည်းငါကိုယ်တိုင်တပ်ပြီးပင်လေထဲမှာငါးစာကျွေးခဲ့အဲ့တော့ကျုပ်ပြီးတတ်တာခမရတော့ဟမ်ခမရတော့လူရောက်မှာခမရတော့ခမရမင်းတော့ငါးစာမကျွေးပါဘူးဟဲ့ရကျဲကြီးဆိုတော့တိုက်တဲ့နေရာမှာပြုတ်အဲ့တော့ခဏဆောင်ဟာဒီကောင်နဲ့ငွေနဲ့လဲပြီးရင်မင်းတို့ကောင်ဒီကောင်းကောင်းမွန်မွန်ကြိုခွင့်ရမှာပါဘယ်ရောသူရောက်မှာဘယ်လိုစားပြောနေတယ်ဟဲ့လေမင်းတို့မရောက်ပါစားနဲ့တော့မင်းတို့ဘိုးရချုပ်တယ်တို့တက်ကွာဆက်ချီုံနဲ့ထိသွားတာပါမကြည့်ပါလားသူ့ရောနည်းနည်းပဲတော့တာရဲ့ဒါအားလုံးပြောလို့ချစ်လို့စားလိုက်တာပါမင်းပါရဲ့ညအမြဲတမ်းအဲ့လိုပဲငါမှပြစိတ်ပူလိုက်ရတာတော်ရောမေတာအိမ်ပြန်ခြင်းလေဟောတာလေအိမ်ပြန်လို့ဘယ်ရမလဲတာစိတ်ကရင်သွားမှာပေါ့တာအိမ်ပြန်ခြင်းလေမေအေးအိမ်ပြန်ခြင်းလေအေးလာရတယ်ရရင်တော့တကယ်နိုင်ရတဘာဖြစ်ပါဦးမေဒါချစ်လို့စနေတာပါလေးမဟုတ်တော့ဘူးနော်အခုချိန်ကစားနာမဲ့အချိန်မဟုတ်တော့ဘူးနော်လင်းမိုင်းငါဘောချောလို့ငါစားခဲ့နောက်ခဲ့တဲ့အားလုံးချစ်လို့စတာပါဆိုတဲ့စကားကိုလည်းအားလုံးကိုဖြေခဲ့တာပါဒါပေမဲ့ငါတတ်တဲ့ပူချစ်တယ်ဆိုတဲ့စကားတော့အစားရနောက်ခဲ့တာမဟုတ်ဘူးတော့ငါဘဝရှောင်းလုံးပါငါတကောနေတာပြောခဲ့တယ်ငါရဲ့သစ္စာစကားပါအဲ့ဒါတော့
အော်ကျွန်းသေးချင်းနေဟာ 哎呦妈呀！哎呦妈呀！你们。 ဟောတော့ရှင်ကြည့်ပေးပါနော် 哎呦妈！你妈呀！哎呦！ ချစ်လို့စားရမလို့ပြောပါဦးကွာ